ဘုရားသခင်ပြောတဲ့အခါမှာတချို့သောအရာတွေကကျမတို့အတွက်ဖြစ်တယ်ဆိုတဲ့အရာကိုနားလည်စေချင်တယ်အာမင်တခါတည်းနှုတ်ကပတ်တော်ဝင်ငှပြီဆိုအဲ့ဒါဟိုတယောက်အတွက်လားမသိဘူးဒါသူ့ကိုပြောတာကျန်သူ့ကိုထိသွားတယ်အမှန်တော့ကိုယ့်ကိုထိနေတာအာမင်ဒါကြောင့်နှုတ်ကပတ်တော်ကိုခံယူတတ်တဲ့သူရဲ့အသက်တာအထဲမှာသူတစ်ပါးနဲ့မတူတဲ့ဘုရားသခင်ရဲ့ဖွင့်ပြခြင်းပို့ပြီးတော့လာတာဖြစ်တယ်အာမင်အဲ့တော့ခုနဆရာကဟေရှာယ50ကို21ကိုဖတ်သွားတယ်အဲ့ဒါကမနေ့ကဘုရားခင်ကျမနဲ့ကျမရဲ့မိသားစုတွေဘုရားခင်ထပ်ပြီးတော့ပေးတဲ့ပရိညင်စကားဖြစ်တယ်အဲ့တော့ဆရာအဲ့ဒါဖတ်တော့ဆရာကနော်တကယ်ဘုရားခင်သူ့ကိုဖွင့်ပြတဲ့အရာအတွက်ကျမအယံအံ့ဩမိတယ်အဲ့တော့ပြီးတော့ဆရာကထပ်ပြောတယ်ကျမတို့ဟာလေမုန်တိုင်းရဲ့အထက်မှာပြန်တက်မဲ့ eagle တွေဖြစ်တယ်ခုနဒီမှာနော်ကျမရဲ့မိခင်နဲ့ဖခင်လည်းတီးဆိုသွားတယ်ဆိုတော့အယံကျမကိုဘုရားခင်ထပ်ပြီးတော့သတိပေးလိုက်တဲ့အရာကကျမခေါ်လေးရှိတဲ့အရာက ancient eagle ကျမနာမည်ကိုဒါပြောပြတာပါเนาะတချို့သောသူတွေမသိမှာဆိုလို့ဒါကျမသတ်မှတ်တဲ့အရာအာရှမှာရှိတဲ့သူဆိုတော့ Asian ပေါ့เนาะ eagle အဲ့တော့ဒါပေမဲ့ကျမဘာဖြစ်လို့အဲ့နာမည်ကိုကိုယ့်ဘာကိုမှဲ့လဲဆိုတော့Air Force လေ Air Force တွေကိုမွေးထုတ်ဖို့ရန်အတွက် Asian eagle လို့ကိုခေါ်တာဖြစ်တယ်ဒီလိုပြောလိုက်လို့ဟာကြည်စမ်းသူ့ကိုယ်သူအရန်ကိုအထင်ကြီးနေတယ်နော်ဟာသူ့ကိုယ်သူနောက်ထပ်ဟိုအမြင့်မှာပြန်တန်းပြီးတော့အောက်ခြေလွတ်နေတယ်လို့လည်းမမြင်စေချင်ဘူးဟုတ်ပြီနော်ဆိုလဲသဘောကအခုဟာနောက်ဆုံးသောကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့ခြေထောက်နဲ့ရှောက်အောင်မယ်ကာလမဟုတ်တော့ဘူးညမိုင်းဆိုင်မှာ you got to fly above all the storms and all the challenges amen ဒါကြောင့်မလို့နောက်ဆုံးသောကာလမှာဘုရားခင်ကကျမတို့ကိုသူ့ရဲ့အမှုကိုအလင်းမြန်လုပ်စေခြင်းတယ်ပျောက်ဆုံးတဲ့သူတွေအားလုံးသူ့ရဲ့နိုင်ငံတော်ထဲကိုအလင်းအမြန်ရောက်ဖို့ရန်အတွက်ကျမတို့ကိုတာဝန်ပေးခဲ့ပြီးဖြစ်တယ်မဿဲ28ထဲမှာအာမင်ဒါကြောင့်မလို့အခုအချိန်ဟာစိတ်တက်ကြမယ်အချိန်တွေမဟုတ်တော့ဘူးစိတ်တက်ကြဖို့လည်းအချိန်မရှိတော့ဝမ်းနေပြီးတော့တခါတည်းကိုတနာမယ် PD party လုပ်ရမယ်အချိန်လည်းမဟုတ်တော့အာမင်အဲ့တော့ဒီနေ့တော့နောက်ဆုံးညဖြစ်တဲ့အခါမှာအရေးကြီးဆုံးသောစကားကိုကျွန်မပြောမှာဖြစ်တယ်အဲ့တော့မနေ့နဲ့တနေ့ကတော့လိုအပ်တဲ့ foundation တွေကိုကျွန်မပြောပြခဲ့ပြီးပြီအခုတော့အရေးကြီးတဲ့အရာကိုကျွန်မပြောချင်တယ်အဲ့ဒါကဘာလဲဆိုတော့ဒီလောကတစ်ခုလုံးဟာကျွန်မတို့ကိုစောင့်နေတယ်အဲ့ဒါကိုသိဖို့လိုတယ်ကျွန်မတို့ကတခါတလေကိုရှိတဲ့အခြေအနေမှာကိုတနာလိုက်ကိုအဖြစ်ပြက်ထဲမှာပဲကိုနစ်မွန်းနေတဲ့အခါမှာတကယ်လောက်ရမယ့်အလုပ်တွေကိုလွတ်သွားတတ်တယ်ဒါပေမဲ့ဖယားသခင်ကကျွန်မတို့ကိုအဲ့လိုမဖြစ်စေချင်ဘူးယေရှုဒုတိယအကြိမ်ပြန်ပြီးတော့မကြွလာခင်အချိန်မှာကျမတို့လုပ်ရမယ့်အရာခတ်သိမ်းကိုအလင်းအမြန်လုပ်ရတော့မယ့်အချိန်တွေရောက်နေပြီတခါတည်းကျမတို့ကစိတ်တက်ကြနေတဲ့အချိန်မှာဝမ်းနည်းနေတဲ့အချိန်မှာကျမတို့ဝမ်းနည်းနေသလိုစာတန်စိတ်တက်ကြပြီးဝမ်းနည်းနေမှာမထင်နဲ့သူအကြီးကျယ်အလုပ်လုပ်နေတာအာမင်တယောက်နဲ့တယောက်မုန်းတီးနေရတဲ့နော်ပြဿနာတွေနဲ့ဖြစ်နေတဲ့အချိန်မှာစာတန်ကတယောက်နဲ့တယောက်အရန်စီးယုံနေတာအဲ့ဒါကိုကျမတို့ကတခါတလေမေ့ပြီးတော့တယောက်နဲ့တယောက်တိုက်ခိုက်လို့ကောင်းတော့တယောက်နဲ့တယောက်အမုန်းပွားလို့ကောင်းတော့ဖြစ်နေမယ်ဆိုလို့ရှိရင်မနေ့ကပြောသလိုပေါ့ပလင်ပေါ်မှာယေရှုထိုင်နေတယ်ယေရှုရဲ့အထဲမှာလည်းယုံကြည်သူအားလုံးကရှိနေတယ်ဘုရားကကျမတို့ရဲ့အသက်ကိုခရစ်တော်ရဲ့အထဲမှာဝတ်ထားတယ်ဆိုတော့ဒါပေမဲ့ပလင်တော်ပေါ်မှာရှိနေတဲ့ယေရှုနဲ့အတူထိုင်နေရတဲ့ကျမတို့တယောက်ချင်းစီတိုင်းဟာတယောက်နဲ့တယောက်ချစ်ပြီးတော့နောက်ဆုံးသောကာလမှာအတူတူကလှုပ်ဆောင်ပွဲနဲ့အချိန်ကြာရောက်နေပြီဖြစ်တယ်အာမင်နှုတ်ကပတ်တော်ကိုအချိန်ရှိတဲ့အခါမှာအလင်းမြန်သွားစေခြင်းတယ်ဆရာဒီည9 နာရီအထိပဲလားโอเคโอเคကျမတို့ယောမဩဝါဒစာကိုတစ်ချက်လောက်ကြည့်အောင်အခန်းကြီး8အခန်းငယ်19ကနေပြီးတော့22အထိဖြစ်တယ်ယောမဩဝါဒစာအခန်းကြီး8အခန်းငယ်19ကနေ22အထိဖြစ်တယ်အတူတူကဖတ်ရအောင်ဤလောကသည်ဘုရားသခင်သားတို့၏ပေါ်ထွန်းခြင်းအရာကိုအလွန်တောင့်တမျှော်လင့်လျက်နေ၏ဤလောကသည်အနိစ္စနိုင်ငံသို့အလိုလိုလိုက်သည်မဟုတ်ဘုရားသခင်သားတို့၏ထူးမြတ်သောလွတ်ချင်းချမ်းသာဒီဟုသောဖောက်ပြန်ပျက်စီးခြင်းအနှောင်ဖွဲ့မှကယ်လွတ်ခြင်းချမ်းသာကိုဝင်စားမိဟုမျှော်လင့်ရသောအခွင့်ကိုပေး၍အနိစ္စနိုင်ငံသို့လိုက်စေတော်မူသောသူ၏အလိုတော်ကြောင့်သာလိုက်ရ၏ဤလောကတနိုင်ငံလုံးသည်ယခုတိုင်အောင်တညီတညွတ်ထဲနီးတွား၍ဆင်းရဲခြင်းဝေဒနာကိုခံရသည်ဟုငါတို့သိကြ၏ဆိုတော့ဒီနေ့မှာနှုတ်ကပတ်တော်ကဘာကိုပြောထားသလဲဆိုရင်ဒီလောကတနိုင်ငံလုံးဟာတဲ့ဘသူပေါ်ထွန်းတဲ့အရာကိုမျှော်လင့်နေတယ်လဲဆိုတော့ဖယားသခင်ရဲ့သားတွေသမီးတွေပေါ်ထွန်းတဲ့အရာကိုမျှော်နေတယ်တဲ့ဆိုတော့ဘာဖြစ်လို့မျှော်နေရတာလဲ
ဒီလောကဆိုတာဘာကိုရည်ညွှန်းတာလဲဆိုတာအရင်သိဖို့အတွက်လိုအပ်တယ်ဒီလောကလို့ပြောတဲ့အခါမှာအင်္ဂလိပ်ကျမ်းစာထဲမှာ all creations ဒီထဲမှာတော့ creature လို့ရေးထားတယ်နော် ESV ထဲမှာဆိုရင် all creations ဖန်ဆင်းခံသမျှသောအရာအားလုံးဟာတဲ့ဆိုတော့ဖန်ဆင်းခံသမျှသောအရာအားလုံးထဲမှာဘာတွေပါလဲဆိုတော့ပင်လယ်သမုဒ္ဒရာပါတယ်တောတောင်ရေမြေတွေပါတယ်တစ်ပင်ပန်းပန်တွေအကုန်လုံးပါတယ်တိရစ္ဆာန်တွေအားလုံးလည်းပါတယ်ဒီလောကတစ်နိုင်ငံလုံးဟာတဲ့ညီးတွားနေတယ်တဲ့မြန်မာကျမ်းစာကဒီလိုရေးထားတယ်ဒါပေမဲ့အင်္ဂလိပ်ကျမ်းစာထဲမှာဘယ်လိုရေးထားလဲဆိုလို့ရှိရင်သူတို့ညီးတွားတဲ့အတန်ဟာတဲ့နော်ကိုဝင်ဆောင်တယောက်ကလေးမွေးတဲ့အခါမှာညီးညူပြီးတော့ထွက်လာတဲ့အတန်ကဲ့သို့ပဲတဲ့ pain like a birth pain သူတို့အော်ဟစ်နေကြတယ်တဲ့သူတို့တောင်းတနေကြတယ်တဲ့ယခုတိုင်အောင်အော်ဟစ်တယ်တဲ့ဒါဆိုဘယ်အချိန်တည်းကအော်ဟစ်ခဲ့တာလဲယခုတိုင်အောင်အော်ဟစ်တယ်ဆိုတော့လူကြဆင်းသွားတဲ့အချိန်ကလေးကနေစပြီးတော့ဒီကဘာမြေကြီးဟာကြိမ်ချင်းကိုခံရတယ်တဖြည်းဖြည်းနဲ့သူတို့ဟာအနိစ္စကိုအလိုလိုသွားနေတာမဟုတ်ဘူးတဲ့ကြိမ်ချင်းခံရတဲ့အတွက်ကြောင့်မလို့တဖြည်းဖြည်းနဲ့ဒီလောကကြီးဒီ creations တစ်ခုလုံးဟာဘာဖြစ်လာလဲဆိုတော့ယိုယွင်းလာရတယ်တဲ့စဉ်းစားကြည့်နော်အဲ့တော့နေ့ရက်အစဉ်တိုင်းမှာဒီ creation တစ်ခုလုံးဟာတောတောင်ရေမြေသဘာဝတွေငိုကြွေးနေတယ်တဲ့ဖန်ဆင်းခံတဲ့အရာတွေငိုကြွေးနေတယ်ငိုကြွေးတဲ့အတန်တွေကြားရလားကြားရတယ်ခဏခဏမြင်ကလေးတွေလှုပ်နေတယ်ကောင်းကင်ကအခြေအနေတွေခဏခဏပြောင်းနေတယ်ပင်လေသမုဒ္ဒရာရဲ့ orchestra တချို့သောသူတွေကြားဘူးတယ်ကျမသွားတော့ထန်တလန်မှာတောတောင်တွေကအော်ဟစ်တန်တွေကခလေးငိုတန်တူပဲထွက်လာတယ်လို့သူတို့ကြားရတယ်ဘာဖြစ်လို့ဆိုတော့သူတို့ရဲ့နေရာကတောင်တွေနဲ့ဝန်းရံထားတဲ့နေရာဖြစ်နေလို့ဂျိုင်ဝမ်ထဲမှာသူတို့ကရှိတာတောင်တွေကြီးပဲသူတို့စီကိုသွားခြင်းနေဆိုကလေးမျိုးကနေပြီးတော့ကားစီးပြီးသွားမယ်ဆိုရင်တော့ဘယ်လောက်ကြာတယ်လဲဆိုလို့ရှိရင်8 နာရီနဲ့9 နာရီလောက်ကြာတယ်ဆိုတော့ဒီလောကတစ်နိုင်ငံလုံးဟာညီးတွားနေကြတယ်အခုစစ်ဖြစ်နေတဲ့အတန်တွေအများကြီးပဲဆိုတော့အဲ့ဒါကဘာကိုသူတို့တောင်းတနေရလဲဒီလောကတစ်နိုင်ငံလုံးကဘာကိုတောင်းတနေရဆိုဖယားသခင်ရဲ့သားတွေပေါ်ထွန်းတယ်ဘာကိုပေါ်ထွန်းတာလို့ဆိုလိုတာလဲနောက်ဆုံးသောကာလဖြစ်တဲ့အတွက်ကြောင့်မလို့ယေရှုခရစ်တော်ပြန်ကြွလာတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့တယောက်ချင်းစံဟာဧဝံဂေလိတရားကိုဝေငှဝင်တဲ့လိုအပ်တယ်အဲ့လိုဝေငှမှပဲတနိုင်ငံလုံးတလောကလုံးတစ်ကမ္ဘာလုံးကိုအဲ့ဒီဧဝံဂေလိတရားကပြန့်နှံ့သွားတော့မှပဲယေရှုခရစ်တော်ကဒုတိယအကြိမ်ပြန်ကြွလာမှာလေအဲ့လိုပြန်ကြွလာမှပဲဘာဖြစ်လာမလဲ new creation ဆိုတာဖြစ်လာမှာကောင်းကင်တင့်တဲ့မြေကြီးတစ်ဆိုတော့ပြန်လဲပြီးတော့သူတို့ကလည်းကျမတို့ခန္ဓာကိုယ်ကအသက်ပြုပြင်ခြင်းခံရတယ်လို့သူတို့လည်းအသက်ပြုပြင်ခြင်းခံရမှာဖြစ်တယ်ဒါကြောင့်မလို့ဒီလောကတနိုင်ငံလုံးဟာတဲ့စောင့်နေတယ်ဘသူတွေကိုစောင့်နေရလဲဆိုတော့ဖယားသခင်ရဲ့သားသမီးတွေကိုစောင့်နေတယ်ဖယားသခင်ရဲ့သားသမီးလို့ပြောတဲ့အခါမှာအသိဉာဏ်ဆရာတွေအမှုတော်ဆောင်တွေကိုပဲပြောနေတာမဟုတ်ဘူးဖယားသခင်ရဲ့သားသမီးလို့ပြောတဲ့အခါမှာဒီနေ့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံထားတဲ့ကျမတို့တယောက်ချင်းစံကိုပြောနေခြင်းဖြစ်တယ်အာမင်ဒါကြောင့်မလို့ခုနဟေရှာယ60ထဲမှာလည်းပြောထားတယ်သင်ထလော့လင်းလော့သင်ရဲ့အလင်းရောက်လာပြီအလင်းကရောက်နေပြီဖခင်ရဲ့ဘုန်းကလည်းကျမတို့အပေါ်မှာပေါ်ထွန်းနေပြီဒါပေမဲ့ကျမတို့ကထိုင်နေတဲ့အခါမှာမရွေ့တဲ့အခါမှာမနေ့ကပြောသလိုပေါ့ကားတစ်စီးကရွေ့ဖို့အတွက် तू ကပြုတ်လောက်ထားတာသို့တော်မရွေ့တဲ့အခါမှာအရှိကိုမရအောင်ပါကင်ကြီးထိုးထားတာ哦ဒါကြောင့်မို့ဒီနေ့ဖခင်ရှင်ကကျမတို့ကိုပါကင်ထိုးထားတဲ့ခရိယန်အသက်တာမဖြစ်စေခြင်းဘူးအာမင်အရှိကိုခြိတက်နေတဲ့ယုံကြည်သူတွေဖြစ်စေခြင်းတာဘလို့ခြိတက်ရမှာလဲကျမတို့ဘေးနားမှာဘသူတွေမပြောင်းလဲသေးဘူးလေဖယားသခင်နှုတ်ကပတ်တော်ကိုဘသူကြားနာဖို့အတွက်လိုအပ်တယ်လေကျွန်တော်တို့ဒီဟာတွေကိုအမြဲတမ်း observe လုပ်နေရမှာဖြစ်တယ်အာမင်ဒီခေတ်ကဧဝံဂေလိတရားလုပ်တဲ့အခါမှာအယမ်းလွယ်တယ်အရင်တော့မခတ်ဘူးကိုယ်နဲ့မသိတဲ့မယုံကြည်သူတယောက်ကိုဧဝံဂေလိလုပ်ချင်တာဖုန်းခေါ်ရုံပဲလေလက်မဲ့ဝဲကြတော့မလို့အိမ်နှောင်းသွားကြမလို့ right အင်တာနက်ပေါ်မှာတင်ကြည့်လိုက်ကိုပြောတဲ့ဟာပြန့်သွားကျမဘာလဲဖားကန်သွားတော့နှုတ်ကပတ်တော်ကိုအဲ့မှာရေမဆေးကြောက်သမားတို့ကျမဝင်ငှတော့သူများကကျမရဲ့ဗီဒီယိုကိုရိုက်တင်တဲ့အခါမှာမီလီယံနဲ့ချီကြည့်ကြတယ်အဲ့ထဲမှာဧဝံဂေလိတရားကို6မိနစ်အတွင်းရအောင်ပြောထားတာဖခင်ရဲ့မေတ္တာတော်ပေါ့နော်ဆိုတော့ဒီခေတ်ကဒီအချိန်ကာလဟာကျမတို့အတွက်အရန်လွယ်ကူတဲ့အချိန်ကာလရောက်နေပြီဒါပေမဲ့ကျမတို့ကမာနရဲ့လှည့်ပြားခြင်းတွေမာနရဲ့သွေးဆောင်ခြင်းတွေထဲမှာပဲကိုယ့်ရဲ့ဇာတိစိတ်ကြီးကလည်းလိုက်ချင်တော့တခါတည်းသဘောတူညီမှုကိုလှုပ်ပြီးတော့လိုက်သွားတဲ့အခါမှာဖခင်သခင်ရဲ့အကြံစီတော်နဲ့လွဲရတယ်
ဖခင်ကကျမတို့ကိုခေါ်ထားတဲ့အရာကအဆုံးတန်အောင်ပြေးဖို့ခေါ်ထားတာလေလမ်းခုလက်မှာကြံခဲ့ဖို့အတွက်ဖခင်ခေါ်တာမဟုတ်ဘူးသို့တော့ကျမတို့ကလမ်းတစ်ဝက်မှာပဲကျင့်တဲ့သူတစ်မျိုးကလည်းရှိပြန်တယ်တချို့သောခရိယန်တွေကခလေးလေးလိုပဲလမ်းမလျှောက်ချင်ဘူးလားခဲဆုံးတော့မယ်မလျှောက်ချင်ဘူးအသင်းဥစ္စာခေါ်လည်းမရအောင်အမှုတော်ဆောင်ခေါ်လည်းမရအောင်ယောက်ျားခေါ်လည်းမရအောင်မိန်းမခေါ်လည်းမရအောင်အဖေအမေခေါ်လည်းမရတဲ့ယုံကြည်သူတွေရှိတယ်ဒီကျမမစူးနော်အရင်အထက်ထဲမှာပွင့်ထွက်လာတဲ့အခါမှာကျမပြောတဲ့ကောင်မျက်လုံးလေးနည်းနည်းပြူမယ်ပါးစပ်လေးနည်းနည်းပြဲသွားမယ်နော်အတန်လေးနည်းနည်းကျယ်လာတာရှိမယ်ပထမနေ့ကပြောသလိုပေါ့နော်ဆိုတော့ကျမတို့ကိုဒီနေ့ဖခင်ရှင်ကဘာပြောနေလဲဆိုတော့အလင်းအမြန်ခြိတက်ရမယ်ကာလရောက်နေပြီဖြစ်တယ်ဟာလေလုယာဟာလေလုယာကိုဗစ်နာမှာရှိတဲ့သူကိုပြောပါအလင်းအမြန်ထရမယ်အချိန်ရောက်နေပြီလို့အာမင်အလင်းအမြန်ထရမယ်အချိန်ရောက်နေပြီငါအားနေလိုက်တာငါဘာမှမသိသေးတာငါဘာမှမလုပ်တတ်တာအမှုတော်ဆောင်တွေပဲလုပ်ပါစေအနောက်ကနေလေနဲ့ပါဝင်မယ်လေဆိုတာသိလားဆူတောင်းခြင်းဆူတောင်းတာကောင်းလားဆိုတော့ကောင်းတယ်ဒါပေမဲ့လေနဲ့ပဲပါဝင်နေကြလို့မဖြစ်ဘူးသူတို့တယောက်တည်းအစင်မပြေဘူးကျွန်တော်တို့အတူတူကလက်တွဲလှုပ်ဆောင်မှဖြစ်မှာဖြစ်တယ်အာမင်ချွတ်တော်သူတွေကလည်းငွေကြေးလေးနဲ့ပဲပါဝင်ခြင်းကြတယ် noတင်ကိုယ်တိုင်ထခိုင်းတာဘုရားသခင်ကငွေကြေးလေးကိုမလွတ်နဲ့ကိုယ်တိုင်ထအာမင်ကိုယ့်ရဲ့အစွမ်းတတိကိုထုတ်ကိုယ့်ရဲ့ချွေးတွေကျပါစေကိုယ့်ရဲ့အင်အားတွေကုန်ခန်းသွားပါစေဒီနေ့အဲ့အရာအတွက်ကျမတို့အားစိုက်ထုတ်ပြီးတော့လုပ်ရမယ့်အချိန်ကာလရောက်နေပြီစွန့်လွတ်တဲ့တာကိုစွန့်လွတ်ရွေးချယ်တဲ့တာကိုရွေးချယ်မှောက်လန်တဲ့တာကိုမှောက်လန်ဟာလေလုယာအရှိရဲ့အနာဂတ်ကိုကျမတို့ခြိတက်ဖို့ရန်အတွက်အသင်းတော်တစ်ခုလုံးပြင်ဆင်ရမယ့်အချိန်ကာလရောက်နေပြီအားယူလိုက်စမ်းပါကျမတို့ကိုဘုရားသခင်ဒီလောကထဲမှာထားတဲ့အခါမှာအောင်မြင်သူလို့ခေါ်ထားတယ်။ခွန်အားကြီးသောသူလို့ခေါ်ထားတယ်။ဘုရားသားလို့နာမည်ပေးထားတယ်။တကိုးနဲ့ပြည့်စုံသောသူလို့ခေါ်ထားတယ်။ဒါပေမဲ့ကျမတို့ကဘာဖြစ်နေလဲဆိုတော့အဲ့ဒီလောကနဲ့ဆိုင်ငါလူသားပဲလေ။ငါလူသားငါအားနေတာပေါ့။ငါလူသားမဟုတ်ဘူးဒီလောကမှာရှိတဲ့လောကသားမဟုတ်တော့ဘူး။ငါလူသားပဲလို့ပြောနေတာငါလောကသားပဲဆိုပြီးတော့ကိုယ့်ကိုယ်ကိုသွားပြီးတော့ equation ညှိနေတာ။အဲ့ equation မညှိတော့ဘဲနဲ့ကျမတို့ဘာလုပ်ရမလဲဆိုလို့ရှိရင်ငါဟာကောင်းကင်နိုင်ငံတော်သားဖြစ်တဲ့အတွက်ကြောင့်မလို့ကောင်းကင်နိုင်ငံတော်ကျယ်ပြန့်ဖို့ရတဲ့ kingdom invasion ဖြစ်ဖို့နဲ့ငါဘယ်လို invade လုပ်ရမလဲဆိုတာကိုစဉ်းစားမှာဖြစ်တာအာမင် invade ဆိုတာနေချဲ့တာနော် extend ရိုးရိုးလောက်တာမဟုတ်နေချဲ့တဲ့ကာလကျမတို့နေချဲ့အကြောင်းကိုကြားဘူးမှာပေါ့ကျမတို့အင်္ဂလိပ်တွေနေလာချဲ့တဲ့အခါမှာရိုးရိုးလေးနေချဲ့လား no ရိုးရိုးနေမချဲ့ဘူးမမသူတို့လှုပ်ဆောင်မဲ့အရာကိုပြက်တသားလှုပ်သွားတာဟုတ်တယ်မဟုတ်ဘူးလားအခုဒီအချိန်ဟာ kingdom ကို invasion လုပ်ရမယ့်အချိန်ကာလရောက်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပြော့တိပြော့ဖက်အသက်တာရည်နဲ့ဘုရားအလုံးလုံးလို့မရတော့အဲ့တော့ဘာလုပ်ရမလဲဆိုတော့အားယူရမယ်ဆိုတော့ဘသူထံမှာပဲအားယူရမလဲကိုအားယူနေလို့မရဘူးအဲ့ဒီဘုရားသခင်ကိုမျှော်လင့်ပြီးတော့နေ့ရက်စဉ်တိုင်းမှာဘုရားသခင်နဲ့ချိတ်ဆက်ပြီးတော့အားယူပြီးတော့သွားမယ်ဆိုလို့ရှိရင်ကျွန်မပြောပြမယ်ကျွန်တော်တို့အသက်တာဟာထူးခြားပြီးတော့လူတွေကကျွန်တော်တို့နဲ့ထိတွေ့လိုက်တဲ့အခါမှာအဲ့ဒီဘုရားသခင်ရဲ့ဘုန်းတော်အဲ့ဒီဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာအဲ့ဒီဘုရားသခင်ရဲ့လှုပ်ဆောင်ခြင်းတွေကိုကျွန်တော်တို့အထဲထဲကနေဘုရားစီးထွက်စေမှာဖြစ်တယ်အာမင်ဘာဖြစ်လို့လဲသိလားဒီနောက်ဆုံးသောကာလမှာဘုရားသခင်ကသင်နဲ့အတူတူအလုပ်လုပ်ခြင်းလို့အတူတူအလုပ်လုပ်ခြင်းတာသင်တယောက်တည်းမဟုတ်ဘူးနော်သင်ရှင်သောဝိညာဉ်တော်ဘုရားလည်းသင်နဲ့အတူတူအလုပ်လုပ်ဖွင့်တဲ့နေ့အစဉ်တိုင်းမှာသင်ဘယ်တော့အားမလဲဆိုတာစောင့်နေရတာအခုကနော်သင်ဘယ်တော့အားမလဲသင်ရှင်သောဝိညာဉ်တော်ဘုရားစောင့်နေရတယ်အဲ့လိုအခြေအနေဖြစ်နေတာဘာဖြစ်လို့ဘုရားကလည်းကျမတို့မပိုင်သူကမလုပ်ကျမတို့နေပဲလုပ်ချင်တာအဲ့လောက်ချက်တာအာမင်ဆိုတော့ဘုရားကအဲ့လောက်ချစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကိုစောင့်ပေးနေတဲ့အချိန်မှာအချိန်ကြန့်ကြာအောင်မလုပ်စေချင်ဘူးသင်အားဖြင့်မှပြောင်းလဲမဲ့သူတွေရှိနေတယ်သင်ပြောမှပြောင်းလဲမဲ့သူတွေရှိနေတယ်သင်ရိတ်မှပြီးမဲ့လေခွက်တွေရှိနေတယ်သင်မျက်ရည်တုပ်ပေးမှမျက်ရည်တိတ်သွားမဲ့သူတွေရှိနေတယ်အာမင်တခြားစဉ်းစားအောင်အဲ့ဒီအရာကိုကျွန်မစဉ်းစားလိုက်ပြီဆိုရင်ကျွန်မကိုကျွန်မရက်တန့်လို့မနေနိုင်အောင်ဒါကြောင့်မလို့ကျွန်တော်တို့အခုဘာလုပ်လဲဆိုတော့ကျွန်မမှာသားသမီး3ယောက်ရှိတဲ့ခါမှာကျွန်မရဲ့သားသမီးတွေကိုနှုတ်ကပတ်တော်နဲ့အညီကျွန်မတို့တွန်းသင်တယ်အထူးသဖြင့်အကြီးလေးဟာ8နှစ်ခွဲကနေစတင်ပြီးတော့တရားဟောတယ်တားကြီးကဒီလိုပြောလိုက်လို့အယမ်းမအံ့ဩတာနဲ့ကျမ်းစာကြောင်းမပြီးသေးဘူးခုနဆရာပြောသလိုပေတရုကိုခေါ်တဲ့အခါမှာကျမ်းစာကြောင်းပြီးပြီလားမပြီးသေးဘူးဟုတ်တယ်မလားအရေးချင်းတွေလိုလားမလိုဘူးအထဲထဲမှာဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာနဲ့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းနဲ့အဲ့ဒီဘုရားနဲ့နှလုံးသားထပ်တူညီစွာ
နော်အသက်ရှင်ပြီးတော့ပြောရဲဆိုရဲရှိပြီးတော့အသက်ရှင်ရဲဖို့ပဲဘုရားခင်ကလိုချင်တာလေဆိုတော့ကျမရဲ့သားကိုကျမရဲ့ခင်မွန်းတွေကနော်အမြဲတမ်းပြုစုပေးတယ်ကျမလည်းပြုစုတယ်ဆိုတော့ပြုစုတဲ့အခါမှာကျမတို့နှုတ်ကပတ်တော်နဲ့ပြုစုတဲ့အခါမှာတနေ့ကျတော့ကျမကသူ့ကိုစာအုပ်ပေးဖတ်တယ်အဲ့ဒါကဘာလဲဆိုတော့နော်တကယ်ကိုSmith Wigglesworth တို့နော် Catherine Kuhlman တို့စာအုပ်တူအဲ့ရှင်းနေခွင့်မှာပေးဖတ်တယ်အဲ့ဒီဆရာတွေရဲ့နာမည်ကတကယ်ကို revival ဖြစ်တဲ့အခါမှာတကယ်ကိုလှုပ်ဆောင်ခဲ့တဲ့เนาะဘုရားအကြီးမားစွာသုံးခဲ့တဲ့ဆရာတွေဆရာမတွေပေါ့အဲ့လိုစာအုပ်တွေပေးဖတ်တဲ့အခါမှာကလေးကအရန်ခွန်အားရအတူချုံပြောရမယ်ဆိုရင်ကျမသားလေးဟာအဲ့ဒီစာအုပ်တွေကိုဖတ်ပြီးတော့ကျမ်းစာလည်းဖတ်တယ်အဲ့စာအုပ်တွေကိုဖတ်ပြီးတော့ဟာဘုရားသခင်ကကျမ်းစာထဲမှာပဲအလုတ်လုတ်တဲ့ဘုရားမဟုတ်ဘူးအခုချိန်ထိအလုတ်လုတ်တဲ့ဘုရားပါလားတဲ့အဲ့ရှင်းနေခွေကစပြောလာတယ်ဟာလေလုယာဒါနဲ့ကျမရဲ့ခင်မွန်းတွေကသူ့ကိုအရန်သဘောကျလို့ဟုတ်ပြီငါတရားဟောတဲ့အခါမှာသားလေးအဖေတရားဟောတဲ့အခါမှာသားကို9မိနစ်ဒီအကြောင်းအရာကိုပြောခိုင်းမယ်ဝင်းငှခိုင်းမယ်ဝင်းငှမလားဝင်းငှမယ်ဒါပေမဲ့ तू ကအင်္ဂလိပ်လိုပဲဖတ်တတ်တာလေဘာဖြစ်လို့ဆိုတော့ကျမတို့ကစင်ကာပူနိုင်ငံမှာသူ့ကို3လသားတွေကခေါ်သွားတော့ဟိုကစကားပဲတက်လာတယ်ဟိုမြန်မာလိုတော့နားလေတယ်ပြောတော့ပြောတတ်တယ်သို့တော့မြန်မာစာကျွမ်းကျွမ်းကျင်ကျင်မဖတ်နိုင်ဘူးဟိုဘက်ကတရုတ်စာတွေအင်္ဂလိပ်စာတွေဖိသင်နေတယ်ဆိုတော့နော်ဆိုတော့ဘာဖြစ်လဲဆိုလို့ရှင်ကျမသားလေးကအဲ့ဒီဟာတွေကို तू ကအထဲထဲမှာနော်တိုးထားပြီးတော့မှဖြစ်လာတော့ကျမယောက်ျားကလည်းကဲဝင်းငှဖွင့်အတွက်မင်းပြင်ဆင်လိုက်တော့ငါဘာသာပြန်ပေးမယ်မင်းတရားဟောအင်္ဂလိပ်လိုပြောငါဗမာလိုဘာသာပြန်မယ်အဲ့လိုအချိန်တွေဖြစ်လာတဲ့အခါမှာနောက်ဆုံးကျမသားကဝင်းငှတဲ့အခါမှာသူနဲ့သက်ဆိုင်တဲ့ကလေးတွေအားလုံးကဒီအကြောင်းအရာတွေကိုသိလာကြတယ်ဟာဒီကလေးလေးကဝင်းငှနေတယ်တခြားအမှုတော်ဆောင်တွေရဲ့သားသမီးတွေလည်းမြင်ကုန်တယ်ပြီးတော့အမှုတော်ဆောင်ကြီးတွေကလည်းမြင်တဲ့အခါမှာဟာဒီကလေးလေးကထူးခြားတယ်ပေါ့တနေ့ကျတော့ Children Conference တစ်ခုလုပ်တယ်အဲ့ Children Conference မှာအဲ့မှာစီစဉ်တဲ့ဆရာမကြီးကဘာပြောလဲဆိုတော့ Children Conference ဖြစ်တဲ့အတွက်ကြောင့်မလို့လူကြီးတစ်ယောက်တရားဟောတာတဲ့ကလေးတစ်ယောက်ကကလေးချင်းချင်းတရားဟောရင်ပို့ပြီးတော့ထိရောက်မယ်လို့ကျမတို့ဘုရားဖော်ပြတယ်ဒါနဲ့ကျမသားကိုလာပြီးတော့ဖိတ်တယ်လူက1500လောက်ရှိတယ်ဝေငှတာဝေလဲဝေငှပြီးတော့သူကအော်တာကောခေါ်တယ်ကျမသားအော်တာကောခေါ်တော့တဝက်လောက်ကအရှိထွက်လာတာဟာလူကြီးတွေအကုန်လုံးအော်မျက်လုံးပြူဘာဖြစ်လို့ဆိုတော့ကလေးချင်းချင်းပြောတဲ့အခါမှာကလေးတွေကသဘောပေါက်တယ်သူတို့နားထောင်တယ်လူကြီးသွားပြောစိတ်မဝင်စားဘူးဘာတွေပြောနေလဲမသိဘူးလူကြီးဆိုမှတော့နော်နည်းနည်းလေးတော့ပရည်တွေတွန့်နေမယ်နော်အတန်ပြောတဲ့အခါမှာနည်းနည်းလေးအစင်မပြေသူတို့ရဲ့နော်ဟိုဘယ်လိုခေါ်မလဲသူတို့ရဲ့ပုံစံနဲ့မကိုက်ညီတဲ့ဟာမျိုးတွေလည်းတချို့ရှိတတ်တာကိုလူတိုင်းတော့ကျွန်မမဆိုးလို့ပါဘူးကလေးချင်းချင်းပြောတဲ့အခါမှာအယမ်းစိတ်ဝင်စားတာအဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့ဒီမှာတဝက်ကြော်ကြော်ထွက်ပြီးတော့စက်ကအနံ့တယ်ဒါနဲ့နောက်ထပ် conference ကလည်းထပ်ဖိတ်ပြန်အောင်အဲ့လိုပဲ1000ကျော်သူလဲကျွန်တော်မှရှိတာနည်းနည်းလေးပဲဒါပေမဲ့တားရှိတဲ့အရာကိုတားပြောမယ်တဲ့ကလေးလေးကလေတားရှိတဲ့အရာကိုတားပြောမယ်ပါဇက်တော်သူမပိတ်နေဘူးပိတ်နေရင်လည်းကြားမှာမဟုတ်ယုံကြည်ခြင်းဟာကြားနာခြင်းအပြင်ဖြစ်တယ်လို့ဘုရားကပြောထားတာ哦အဲ့တော့ तू ဘာလုပ်လဲဆိုလို့ရှိရင်သူ့မှာရှိတဲ့အရာနည်းနည်းလေးကိုထပ်ပြီးပြောတာအဲ့မှာလည်းထပ်ပြီးတော့ကလေးတွေပြောင်းနေတယ်ကျမဘာကိုဆိုလို့နေရဆိုတော့နောက်ဆုံးသောကာလမှာဘုရားကကလေးလေးတွေလည်းသုံးချင်တယ်အမှုတော်ဆောင်တွေပဲမဟုတ်တော့ဘူးเนาะအမျိုးသားတွေကိုလည်းဘုရားသုံးချင်တယ်လို့အမျိုးသမီးတွေကိုလည်းဘုရားသုံးချင်တယ်ကပ္ပဦးကျမ်းထဲမှာဘယ်လိုပြောထားလဲဆိုရင်မာနရဲ့အမျိုးအနွယ်နဲ့မာနရဲ့ခေါင်းကိုနင်းချေဖို့ရန်အတွက်တဲ့မိမနှစ်နော်ရန်သူရဲ့အနွယ်နဲ့ရန်ညိုးဖွဲ့စီမဲတဲ့အမျိုးသမီးများကျမတို့အခုအချိန်ဟာတိတ်ဆက်ရမယ့်ကာလမဟုတ်ဘူးဒါကြောင့်မလို့ကျမတို့ရဲ့ဖျားသခင်ထံတော်ကလာတဲ့သတင်းစကားကိုကျမတို့ပြန်ပြီးဝေငှမယ်ဆိုလို့ရှိရင်မာနနဲ့သူ့ရဲ့ဘက်တော်သားတွေအုပ်လိုက်ချီလိုက်ထွက်ပြေးရမယ့်အချိန်ကာလရောက်နေပြီဖြစ်တယ်အာမင်အဲ့တော့ဆိုလိုတဲ့သဘောကအမှုတော်ဆောင်တွေမကဘူးအမျိုးသားတွေမကဘူးအမျိုးသမီးတွေမကဘူးသားသမီးတွေကအစတမိသားစုလုံးအမှုတော်ဆောင်မဲ့ကာလရောက်နေပြီလို့ကျွန်မပြောနေတာဟာလေလုယာအခုအချိန်မှာတမိသားစုလုံးတကယ့်ကိုအလုံးအရင်းနဲ့ကျမတို့အရှိကိုခြိတက်မယ်ဆိုလို့ရှိရင်ဘုရားသခင်ရဲ့ kingdom invasion ကဘလောက်တောင်မြန်မလဲလို့ကျမနှလုံးသားထဲမှာကျမခံစားမိတာဒါကြောင့်မလို့အခုကျမတို့မိသားစုအနေနဲ့အခုဆိုရင်ကျမဒီကိုလာတဲ့အခါမှာကျမရဲ့ကလေး3ယောက်ကိုဆရာနဲ့ခြံထားခဲ့ရတယ်ဒါပေမဲ့ဆရာကအိမ်မှာနေပြီးတော့ဒီတိုင်းမနေဘူးအသင်းတော်10ပါးစလုံးကိုသူဥဆောင်နေတာလွယ်တဲ့ကိစ္စမဟုတ်တရားဟောရတယ်ကလေး3ယောက်နဲ့အိမ်မှာအိမ်အကူမရှိဘူးအခုထိပေါ့အိမ်အကူမရှိသေးဘူးအိမ်အကူမရှိဘူး
ကျမမရှိရင် तू အဝတ်လျှော်တယ် तू ထမင်းချက်တယ် तू ခလေးချောင်းပို့တယ် तू အကုန်လုပ်တယ် तू မရှိရင်ကျမကလည်းအမှုတော်ဆောင်တယ်ထမင်းဟင်းချက်တယ်ခလေးချောင်းပို့တယ်ရှိသမျှအကုန်လုပ်တယ်ဘာကိုဆိုလိုတာလဲအော်ငါမှဒီအရာမအားသေးလို့ဒီအရာအဆင်မပြေလို့ဆိုရယ် excuse မပေးတော့ဘဲနဲ့ငါတို့ရဲ့အခြေအနေဟာတက်တောင့်တက်တာဖြစ်နေတဲ့အခြေအနေကြီးပါလားအရင်တုန်းကတမန်တော်ခေတ်ကဖခင်ရဲ့အမှုတော်ကိုဆောင်ခဲ့တဲ့သူတွေနဲ့တွားရှင်လိုက်လို့ရှင်ငါတို့အခုလှုပ်ဆောင်နေတဲ့အရာအားလုံးဟာ comfort zone ကြီးထဲမှာရှိနေပါလားဆိုတဲ့အရာကိုကျမသိပြီးတော့ကျမက comfort zone တွေကထွက်လိုက်တယ်ကျမရဲ့ limitation ကိုကျမကကြော်လွန်အောင်ကျမပို့ပြီးတော့အရှိကိုဆက်တယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့ဖခင်သခင်ကသူ့ရဲ့ဘိတ်သိက်ကကျမအပေါ်မှာရှိလာတယ်ဒီလိုပြောလိုက်လို့ကျမအပေါ်မှာဖခင်ကနော်သုံးလောင်းထားတဲ့အရာပေါ်မှာကျမဝါကြွားတာမဟုတ်ဒါပေမဲ့အလုတ်တကယ်လုတ်ချင်တဲ့သူရဲ့အပေါ်မှာဖခင်ကတကယ်သုံးလောင်းတယ်ယောလထဲမှာဘာပြောထားလဲဆိုလို့ရှင်ဟာလေလုယာယောလထဲမှာဘာပြောထားလဲဆိုတော့အခုနောက်ဆုံးသောကာလမှာငါရဲ့အမှုကိုဆောင်ရွက်တော်သူအဲ့ဒီသူရဲ့အပေါ်မှာပဲငါရဲ့ဝိညာဉ်တော်ကိုငါအားကြီးစွာသုံးလောင်းမှာဖြစ်တယ်တဲ့ဟာလေလုယာသူရဲ့အမှုကိုမဆောင်ရွက်ဘူးဆိုရင်တော့သူရဲ့ဝိညာဉ်တော်ကိုအားကြီးစွာမသွန်းလောင်းအပေါ်ကနေသွန်းလောင်းမဲ့အရာရှိနေတယ်မှန်ပါတယ်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့အခါမှာဒီအတွင်းထဲမှာဝိညာဉ်တော်ဖခင်ကကိန်းဝတ်ပေးနေတယ်တစိ့ခတ်ထားတယ်သို့တော့အပေါ်ကနေထပ်ပြီးတော့သွန်းလောင်းပေးခြင်းတဲ့အရာရှိနေတယ်ဆိုလိုတဲ့သဘောကယေရှုကိုယုံကြည်လက်ခံလိုက်တဲ့အခါမှာကျမတို့ရဲ့အထဲထဲမှာဒီယေဘူးထဲမှာယေရှိတယ်လို့ပဲဝိညာဉ်တော်ဖခင်ကအထဲထဲမှာကိန်းဝတ်ပေးတယ်သို့တော့အဲ့လောက်နဲ့မလုံလောက်ဘူးရေကန်ကြီးထဲမှာလေဒီရေဘူးကိုပြစ်ချလိုက်တဲ့အခါမှာဒီရေဘူးကရေကန်ထဲမှာနစ်မြုပ်သွားသလိုပဲရေကအထဲမှာလည်းရှိတယ်အပြင်မှာလည်းရှိတယ်အသက်တာမျိုးကိုဘုရားကပေးခြင်းတာဝိညာဉ်တော်အထဲထဲမှာရှိတယ်ဝိညာဉ်တော်ကအပေါ်ကနေထပ်ပြီးတော့သွန်းလောင်းပြီးတော့ကျမတို့ကိုနှက်မြုပ်သွားပြီးတော့ကျမတို့ကိုခေါ်ဆောင်သွားတဲ့အရာကိုဘုရားကလှုပ်ဆောင်ခြင်းတာဖြစ်တယ်အာမင်ဒါကြောင့်မလို့ယေဇကျေလအခန်းကြီး40ခွန်ကိုပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဘုရားကယေဇကျေလကိုပြောတယ်သူနဲ့အတူတူအလုပ်တွဲလုပ်ဖွင့်အတွက်ယေဇကျေလကိုဘုရားကပြောတယ်ယေဇကျေလအခုငါမင်းကိုမျက်နှာကိုခေါ်သွားမယ်ခေါ်သွားပြီးတော့မင်းကငါဘာလုပ်စီခြင်းလဲဆိုတော့ရေထဲမှာတဲ့ကူးလိုက်ပါလမ်းလျှောက်လိုက်ပါတဲ့ရေထဲမှာလမ်းလျှောက်လိုက်ပါတဲ့အဲ့ရေကရိုးရိုးရေမဟုတ်မြစ်ရေဖြစ်တယ်မြစ်ရေဆိုတဲ့အခါမှာအရှိန်အဟုန်အရန်ပြင်းထန်တယ်ဒါနဲ့ယေဇကျေလကရေထဲမှာလှမ်းသွားတဲ့အခါမှာတဲ့ရေကပထမပိုင်းသွားတဲ့အခါမှာဖမျက်အထိပဲရှိတယ်တဲ့ဆိုတဲ့သဘောကခြေမျက်စိအထိပဲရှိတယ်ဒါနဲ့ဘုရားကမရက်နဲ့အောင်ဆက်သွားပါအောင်နဲ့အတောင်တထောင်ကိုထပ်ပြီးတော့တိုင်းတဲ့အခါမှာဆက်သွားတဲ့အခါမှာရေကဒူးလောက်ရှိလာတယ်တဲ့ဖခင်ကဒီလောက်လည်းမကျေနပ်တဲ့အောင်နောက်ထပ်အတောင်တထောင်ထပ်တိုင်းတဲ့အခါမှာရေကခါးထိမှီလာတယ်တဲ့မြစ်ရေကအရန်စီးလာပြီမဲ့ဖခင်ကပြောတယ်မရက်နဲ့အောင်အရှိကိုဆက်သွားပါအောင်လို့ဖခင်ကသူ့ကိုပြောတဲ့အခါမှာသူဆက်သွားတဲ့အခါမှာခြေထောက်နဲ့လမ်းလျှောက်လို့မရတော့ဘဲနဲ့မြစ်ရေရဲ့အရှိဟုန်ထဲမှာပါသွားတယ်ဘာကိုဆိုလိုတာလဲအဲ့ဒီမြစ်ရေထဲမှာလုံးလုံးနစ်မြုပ်ပြီးတော့ကိုထိန်းချုပ်လို့မရတော့တဲ့အခြေအနေအထိဖြစ်သွားပြီးတော့အဲ့ဒီမြစ်ရည်ဆိုတဲ့ဘုရားခင်ကကျမတို့ကိုဆွဲခေါ်ပြီးတော့သူပို့ဆောင်ခြင်းတဲ့အရက်ကိုပို့ဆောင်သွားတဲ့အထိကျမတို့ကိုဖြစ်စေခြင်းတာဟာလေလုယာဒါကြောင့်မလို့တန်ရှင်သောဝိညာဉ်တော်ဘုရားကိုမကန့်သက်နဲ့ကျမတို့အရင်တုန်းကမမြင်ဘူးတဲ့ပုံစံနဲ့ဘုရားအလုပ်လုပ်လို့အဲ့ဒါဘုရားလုပ်တာမဟုတ်ဘူးလို့ပြောလို့မရအောင်ဘာဖြစ်လို့ကျမတို့ကမကြားဘူးတဲ့အရာတွေရှိသေးတယ်အခုချိန်ထိမမြင်ဘူးတဲ့အရာတွေရှိသေးတယ်မသိသေးတဲ့အရာတွေရှိသေးတယ်ဖခင်သခင်ရဲ့ကျေပြက်နဲ့နဲတဲ့အရာတွေကိုသိနိုင်ဖို့ရန်အတွက်တန်ရှင်းသောဝိညာဉ်တော်ဘုရားကပဲကူညီပေးနိုင်တာဖြစ်တယ်ဖခင်နဲ့အတူအလုပ်တွဲလုပ်မယ်ဆိုရင်ဖခင်ရဲ့သဘောတဘာဝဝါတွေကိုနားလည်နိုင်ဖို့အတွက်တန်ရှင်းသောဝိညာဉ်တော်ကပဲပေါ်ပြပေးနိုင်တာဖြစ်တယ်ဒါကြောင့်ကျမတို့ဘာလုပ်အောင်လဲဆိုတော့အဲ့ဒီဖခင်သခင်နဲ့အတူတူအလုပ်တွဲလုပ်ဖို့အတွက်တန်ရှင်းသောဝိညာဉ်တော်ကိုအခွင့်ပေးဖို့အတွက်ပထမဦးဆုံးလိုတယ်အာမင်တချို့သောသူတွေကဘာပြောလဲဆိုတော့ဒီခေတ်မှာအတုရောင်တွေအရန်ပေါ်တယ်လေအခြားသောဘာသာစကားအတုကြမ်းမြင်မော်လဲတာအတုတွန်းချတာရှိတယ်ကျမဘသူကိုမှတိုက်ခိုက်နေအောင်မဟုတ်ကျမကိုယ်တိုင်အခြားသောဘာသာစကားပြောတယ်ဟယ်လိုသူများတဲ့အလွန်ပြောတယ်ကားစီးနေနဲ့လည်းပြောတယ်ကားမောင်းနေနဲ့လည်းပြောတယ်ခလေးထိန်းနဲ့လည်းပြောတယ်အိတ်ခန်ဒီလည်းပြောတယ်ထလည်းပြောတယ်ဘာလို့ဆိုကျမညံကိုအကျိုးပြုပုံနဲ့ကျမလောက်တာမဟုတ်ကိုညံကိုသူကအကျိုးမပေးဘူးလေဖခင်သခင်ကိုပြောခြင်းဖြစ်တယ်ဆိုဝိညာဉ်ကိုအကျိုးပေးနေလို့ကျွန်မပြောနေတာဆိုတော့ဒါပေမဲ့ကျွန်မပြောခြင်းတဲ့အရာကဒီနောက်ဆုံးသောကာလမှာအတုအယောင်တွေအများကြီးပေါ်လာပြီပေါ်လာမယ်ဒါပေမဲ့ဖခင်ကလည်းဗာပြောထားလဲပေါက်ပါစေတဲ့တောမျိုးစေ့နဲ့ကောင်းသောမျိုးစေ့တွေအတူတူတွဲပေါက်ပါစေတဲ့အဲ့ဒါကိုကတခါတလေကြောက်ပြီးတော့တော်ပါပြီဒီလောက်နဲ့လက်မဲ့လောက်လိုက်တဲ့အခါမှာဖခင်သခင်ကကိုထပ်ပြီးတော့သွန်းလောင်းခြင်းတဲ့အရာတွေကိုမရတော့အဖုံးကိုပိတ်လိုက်တာ
ဖခင်ကထပ်ပြီးတော့သွန်းလောင်းခြင်းပေမဲ့ဒီလောက်ဆိုအစင်ပြေပါပြီလို့ကျမတို့ပြောလိုက်တဲ့အခါမှာရက်သွားအပေါ်ကသွန်းလောင်းတဲ့အရာကဒါကြောင့်မလို့အပေါ်ကသွန်းလောင်းတဲ့အရာမရက်တန့်ဖို့ရအတွက်ကျမတို့ဘာလုပ်ရမလဲဆိုကိုတော့ကြိုက်တယ်လို့လုပ်ကိုတော့ကြိုက်တယ်လို့ဆွဲခေါ်ကိုတော့ကြိုက်တယ်လို့ပြကိုတော့ကြိုက်တယ်လို့ဥဆောင်ကျွန်တော်တို့လုပ်မယ်အဲ့လိုလူရဲ့အသက်တာထဲမှာပဲဖခင်ကထူးထူးခြားခြားပြုလုပ်တာဖြစ်တယ်အာမင်ပြောရတာလွယ်တာနော်တကယ်တမ်းကျတော့အဲ့ဒီဖခင်ကိုလုံလုံယုံဖို့ရန်အတွက်ကျတော့အရန်ခက်ခဲကြတယ်ဒါကြောင့်မလို့ဖခင်ကပြောကိုညံကိုအမိမပြုနဲ့ညံကိုအမိပြုနေတဲ့၍တန်ရှင်းသောဝိညာဉ်တော်ဘုရားကျမတို့အသက်တာထဲမှာတွန်းလောင်းမဲ့အရာကိုကျမတို့မရနိုင်ဘူးဒီနောက်ဆုံးသောကာလမှာဘုရားကကျမတို့နဲ့အတူတကွအလုပ်လုပ်ဖို့ရန်အတွက်ဘသူအတူတကွလုပ်နိုင်မလဲဆိုတဲ့အခါမှာဘုရားကလိုက်ရှာနေတယ်ဒီထဲမှာဘုရားလိုက်ရှာတဲ့အခါမှာတွေ့သွားတော်သူဖြစ်ပါစေအာမင်ဖခင်လိုက်ရှာတဲ့အခါမှာတွေ့တာပြီဟာငါဆရာမအန်ဂျလာကိုတွေ့ပြီဟဲ့နော်အိုးဒီမှာနော်မဂျူမဂျုံကိုတွေ့ပြီဟဲ့နော်အန်တီဂျူကိုတွေ့ပြီဟဲ့နော်ဆရာမဒီနာကိုတွေ့ပြီဟဲ့ဟာလေလုယာကိုစောပေါကိုတွေ့ပြီဟဲ့နီနာကိုလည်းတွေ့ပြီဟဲ့ဆရာဇော်ကိုလည်းတွေ့ပြီဟဲ့အာမင်ကိုနော်နီနော်တော်ဖြစ်ကုန်ပြီပြောင်းပြန်တယ်သူ့နာမည်ကအခုမှအစ်စ်ရသွားတာနော်ဆိုတော့တွေ့ခံရဖို့အတွက်အရန်အရေးကြီးတယ်အဲ့တော့ဖခင်ကဒါနဲ့ရေစကြည်လာကိုခေါ်ဆောင်သွားတယ်တဲ့နေရာတနေရာကိုခေါ်ဆောင်သွားတယ်ရေစကြည်လာ39ထဲမှာဘယ်ကိုခေါ်သွားလဲဆိုတော့အယိုးတွေပြည့်နေတဲ့ဂျိုက်ဝန်းတွေကိုခေါ်သွားတယ်တဲ့အယိုးကြောက်တွေလေလူအယိုးကြောက်တွေပြည့်နေတဲ့ဂျိုက်ဝန်းတွေကိုခေါ်သွားပြီးတော့ဖခင်ကရေစကြည်လာနဲ့အတူတူအလွတ်လုတ်ချင်တော့ရေစကြည်လာကိုမေးတယ်ရေစကြည်လာဒီအယိုးတွေကအသက်ပြန်ရှင်နိုင်တယ်လို့မင်းထင်သလားတဲ့ဖခင်ကရေစကြည်လာကိုမေးတယ်ရေစကြည်လာ yes လည်းမပြော no လည်းမပြောဝိညာဉ်ကင်းသိပ်ပါတာသူကဘာပြန်ပြောဆိုကိုရောသိပါတယ်တဲ့ကိုရောသိပါတယ်တဲ့ဟုတ်ပြီဒါဆိုလို့ရှိရင်မင်းငါခိုင်းတဲ့အတိုင်းလုပ်ဘာလုပ်ရမလဲဆိုလို့ရှိရင်အခုငါဖြစ်စေခြင်းတဲ့အရာကဒီအယိုးတွေအားလုံးပြန်ပြီးတော့အသက်ရှင်တဲ့အရာကိုငါဖြစ်စေခြင်းတယ်အဲ့ဒီအယိုးတွေနော်တစ်ခုနဲ့တစ်ခုအယိုးတွေကလွင့်စင်နေတာလူကသေထားပြီးတော့အကုန်လုံးကျိုးပဲ့နေတယ်နဲ့ဒူပါရဲ့အယိုးတွေကတနေရာတခြားရောက်နေတဲ့အခါမှာအဲ့ဒီအယိုးတွေအားလုံးပြန်ဆက်ပြီးတော့အကြောတွေပေါ်လာပြီးတော့အသားတွေဖုံးပြီးတော့အရေပြားဖုံးသွားတဲ့အရာဖြစ်ဖို့ရန်အတွက်မင်းပရောဖက်ပြုဖခင်ကသူနဲ့အလုပ်လုပ်ချင်တဲ့အခါမှာပြောပြီလေဒါနဲ့ယေစကြည်လာဟုတ်ကဲ့ဆိုပြီးတော့သူကစတင်ပြီးတော့ပရောဖက်ပြုတာသူပရောဖက်ပြုတဲ့အချိန်မှာတဲ့အယိုးတွေအားလုံးကပြန်ပြီးတော့ဆက်တဲ့အခါမှာအယိုးတွေဆိုမှတော့အတန်တောင်းမီနေမှာပေါ့နော်အင်္ဂလိပ်ကျမ်းစာထဲမှာဆိုအတန်တွေမီလာကြတယ်တဲ့အယိုးတွေအားလုံးပြန်ဆက်သွားတယ်တဲ့အကြောတွေပေါ်လာတယ်နော်အသားတွေပေါ်လာတယ်အရေပြားတွေပေါ်လာတယ်ဒါနဲ့ဘုရားကပြောတယ်အဲ့လောက်နဲ့မပြီးသေးဘူးတဲ့အခုသူတို့ခန္ဓာကိုယ်ကတော့အရေပြားတွေဖုံးသွားပြီဒါပေမဲ့သူတို့အထဲထဲမှာအသက်ရှိဖို့လိုသေးတယ်အရှင်းနောက်တောင်မြောက်မှာရှိတဲ့လေကိုအမိန့်ပေးလိုက်ပါသူတို့ရဲ့အထဲထဲမှာအဲ့ဒီလေကိုမှုတ်သွင်းပြီးတော့အသက်ဝိညာဉ်ကိုပြန်သွင်းပါတယ်ဒါနဲ့ယေစကြည်လာလည်းဘုရားစကားနားထောင်တယ်နားထောင်ပြီးတော့သူစတင်ပြီးတော့ပရောဖက်ပြုတဲ့အခါမှာတဲ့အဲ့မှာရှိတဲ့အယိုးကြောက်တွေကနေအခုနအသားပြေလာတဲ့လူအားလုံးဟာတဲ့အသက်ပြန်ရှည်ပြီးတော့အသက်ပြန်ရှင်လာပြီးတော့ဘိုးကြီးတွေဖြစ်သွားကြတယ်ဘာကိုဆိုလိုတာလဲအယိုးကြောက်တွေဆိုတာဘယ်သူကိုပုံဆောင်နေရလဲဆိုတော့အပြင်မှာရှိနေတဲ့ဘုရားကိုမသိသေးတော့ဝိညာဉ်ပိုင်းဆိုင်မှာသေနေတဲ့သူတွေကိုပုံဆောင်နေခြင်းဖြစ်တယ်ဒါပေမဲ့အဲ့ဒီသေနေတဲ့သူတွေကိုပြန်လဲပြီးတော့အသက်ရှင်ပြီးတော့တကယ်ကိုဝိညာဉ်အသက်သွင်းပေးနိုင်မဲ့သူကလည်းတခြားသူမဟုတ်ဘူးသင်နဲ့ကျွန်တော်ပရောဖက်စကားကိုစေလွှတ်ရမယ်အဲ့ဒါကဘာလဲဆိုတော့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူဟာသာရအသက်ကိုရမယ်ဟာလေလုယာငရဲသွားစရာမလိုတော့ဘူးဘုရားခင်နဲ့အတူတူစိုးစံရတော့ခွင့်ကိုပေးမယ်အနာဂတ်ကာလမှာဖြစ်မဲ့အရာကိုကျမတို့ကအရင်ဦးဆုံးသူတို့ကိုပရောဖက်ပြုပြီးပြောလိုက်ဟာလေလုယာအဲ့ဘုရားခင်နဲ့အတူတူစိုးစံမဲ့အရာကိုပရောဖက်ပြုပြီးပြောထုတ်လိုက်အာမင်ဘာဖြစ်လာမလဲအဲ့ဒီအယိုးတွေအားလုံးစုပြီးတော့အထဲထဲမှာအသက်ကိုဘုရားရှင်ကပြန်သွင်းပေးမှာဖြစ်တယ်ကျမတို့ဘာလုပ်ယုံမဲလို့လဲဘုရားခိုင်းထားတဲ့အရာကိုလုပ်လိုက်ယုံမဲဖခင်ပြောခိုင်းတဲ့အရာဖခင်လှုပ်ဆောင်ခိုင်းတဲ့အရာကိုကျမတို့လှုပ်လိုက်ပြီဆိုလို့ရှိရင်မြောက်များစွာသောသူတွေပြောင်းလဲတော့မယ်ဆိုတော့ကျမနားလေစေချင်တယ်အာမင်ဒါပေမဲ့ဘာလို့ဖို့လို့လဲပြောဖို့လို့လေကိုဘေးနားမှာရှိသူကိုတစ်ချက်လောက်ကြည့်ပြီးတော့ပြောလိုက်မိတ်ဆွေဧဝံဂေလိတရားပြောဖို့လိုနေပြီတိတ်ဆိတ်ရမယ့်အချိန်ကာလမဟုတ်တော့ဘူးအာမင်တိတ်ဆိတ်တဲ့အခါမှာဘယ်လိုလူမျိုးတွေတိတ်ဆိတ်တတ်တယ်လဲဆိုတော့အိတ်နေတဲ့သူကတိတ်တတ်တယ်ဟောက်တဲ့လူကလွဲလို့နော်အိတ်တဲ့သူကတိတ်ဆိတ်တယ်နောက်တစ်ခုကိုမာယောဂါရနေလေကိုမာယောဂါသိလား
သူယောဂရနေတဲ့အခါမှာသူကထမင်းလည်းမစားတော့ဟင်းလည်းမစားတော့သူများလာစိတ်လည်းမသိဘူးသူများလာရိုက်တယ်မသိတော့ကိုမာယောဂရနေတာဆိုတော့အဲ့လိုလူတွေကအတန်တိတ်နေတတ်တယ်ဝိညာဉ်ပိုင်းဆံမှာအိပ်ပျော်ပြီးတော့ဝိညာဉ်ပိုင်းဆံမှာမကြမ်းမမာဖြစ်နေတဲ့သူကတော့တိတ်ဆိတ်နေတတ်တယ်တင့်ကိုဘုရားခင်ကတိတ်ဆိတ်တဲ့သူမဖြစ်စေချင်ဝိညာဉ်ပိုင်းဆံမှာကြမ်းမာတဲ့သူဖြစ်စေချင်တယ်ဝိညာဉ်ပိုင်းဆံမှာနှုတ်ကပတ်တော်ကိုဝင်ငှတဲ့သူဖြစ်စေချင်တယ်အာမင်ဒါပေမဲ့အဲ့လိုဝင်ငှဖို့ရန်အတွက်ကတင့်အပေါ်မှာဘုရားခင်ထံကလာတဲ့ဗိတ်သိက်လို့တယ်ဒီအတိုင်းသွားလို့မရအောင်ဝိညာဉ်တော်ဘုရားရဲ့သွန်လောင်းခြင်းလို့တယ်အဲ့ဒီဝိညာဉ်တော်ဘုရားရဲ့သွန်လောင်းခြင်းလာပြီဆိုရင်သင်ဘာပြောလေလူတွေနားထောင်လိမ့်မယ်ဘာပြောလူတွေရဲ့အထဲထဲကိုဝင်ပြီးတော့လူတွေကလေအဲ့ဒီစကားကိုနားထောင်ပြီးတော့ဘုရားကိုယုံကြည်ပြီးတော့ကြောက်ရွံ့တဲ့အဆင့်ထိဖြစ်လာလိမ့်မယ်ကျမဘာလို့လို့ပြောလဲဆိုတော့ကျမဘဝထဲမှာလက်တွေ့အဲ့ဒါတွေကိုကျမမြင်တွေ့ခဲ့ရလို့ဖြစ်တယ်ကျမမှတ်မိသေးတယ်ငငယ်တုန်းကအသက်16နှစ်လောက်တုန်းကဧဝံဂေလိတရားမဟောတတ်ဘူးဒါပေမဲ့ဟောကျင်တော့ယထာပေါ်တက်သွားတာမြန်မာနိုင်ငံကယထာကလည်းသိရမလားအဲ့ဒီခေတ်တုန်းကကျမတို့ဂျဘိုးတွေကြီးပဲဆိုတော့ထိုင်ပြီးတော့ဧဝံဂေလိတရားဟောတယ်ဂျဘိုးကလည်းကြိုက်တော့လှုပ်စီနဲ့ထလောက်ဂျဘိုးကအကောင်20လောက်ထွက်လာတယ်ကျမ်းမြင်နေရတယ်နော်ထိုင်ကုန်ထဲကနေတက်သားကြားတွေကနေဒါပေမဲ့ကျမကလည်းပြန်ထိုင်နေပါဆိုတော့ဟိုအန်တီတို့ကြနေကြိုဆင်းသွားရင်ဆူတောင်းချက်မမီလိုက်မှာဆိုလို့သူကယုံကြည်ခြင်းနေပြီဒါပေမဲ့ဂျဘိုးအကြိုက်ခံမလားမြန်ကဲတင်ခြင်းနဲ့ပတ်သက်တဲ့ယုံကြည်ခြင်းလက်ခံပွင့်တဲ့ဆူတောင်းမလားကျမအဲ့ဒါနဲ့ချက်ချင်းပဲဘာလုပ်လဲဆိုတော့ရတယ်ကိုတော့ဂျဘိုးပဲအကြိုက်ခံလိုက်တော့မယ်ပြန်ထိုင်ပြီးတော့အဲ့အန်တီကိုမေးကြည့်တယ်အမေပေါ့နော်ယေရှုခရစ်တော်ယုံကြည်လက်ခံခြင်းသလားလို့မေးတဲ့အခါမှာ तू ကဇေချင်တောင်းရင်းနဲ့ချက်ချင်းပဲယုံကြည်လက်ခံခြင်းနဲ့တဲ့အိုးကောင်းလိုက်တာဂျဘိုးကြိုက်ခံရတာတော်တော်အရသာရှိသွားတယ်အဲ့ဒီအချိန်မှာတခါတည်းစတင်ပြီးတော့နော်ဟိုဘုရားသခင်ကိုယုံကြည်လက်ခံဖို့ရတဲ့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံဖို့နဲ့စတင်ပြောတဲ့အခါမှာအဲ့ဒီအမေကချက်ချင်းပဲမှငိုပြီးတော့ယထာပေါ်မှာလေအဲ့ဒါအသက်ငငယ်လေးပဲရှိသေးတယ်နော်အဲ့ဒီအချိန်တုန်းကအဲ့လိုပြောတဲ့အခါမှာဘာမှမတက်သေးဘူးနော်ဘာကျမ်းစာအကြောင်းမှလည်းမသိသေးဘူးဘာမှလည်းဝိညာဉ်ရေးအကြောင်းကိုဂကနနနားမလည်သေးဘူးဒါပေမဲ့အထဲထဲမှာပြောကျင်လာတဲ့အခါမှာဘုရားရဲ့အမှုတော်ကိုစောင့်ကျင်လာတဲ့အခါမှာအဲ့ဝိညာဉ်တော်ဗိတ်သိက်ကတွန်းလောင်းလာတဲ့အခါမှာချက်ချင်းပြောင်းလဲတာပဲအဲ့လိုအဖြစ်ပြက်တွေအများကြီးရှိတယ်ဆိုတော့ကျမပြောချင်တဲ့အရာကကျမတို့ဘုရားသခင်နဲ့အတူတူအလုပ်တွဲလုပ်မယ်ဆိုရင်တော့ကျမတို့ရဲ့သိထားတဲ့ PhD တို့နဲ့မလုံလောက်ကျမတို့ရဲ့တက်ထားတဲ့နော်ရှိတဲ့အရေးချင်းလေးနဲ့ဘုရားသခင်နဲ့အတူတွဲလုပ်ဖွင့်တယ်မလုံလောက်ဘူးဘုရားသခင်နဲ့အတူတူတွဲလုပ်ဖွင့်တဲ့လုံလောက်တဲ့နော် eligible ဖြစ်စေတဲ့အရာကတန်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့တကိုးတော်ဗိတ်သိက်ဖြစ်တယ်အာမင်အဲ့တော့နှုတ်ကပတ်တော်ကိုပြန်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီတန်ရှင်းသောဝိညာဉ်တော်ဘုရားသွန်းလောင်းတဲ့ဗိတ်သိက်ကိုအလွန်တောင်းတမျှော်လင့်တဲ့သူတယောက်ရှိတယ်နှစ်ဆသောဗိတ်သိက်ဓမ္မဟောင်းကာလထဲမှာကျွန်မပြန်တွေ့ရတယ်အဲ့ဒါကဘာတူလဲဆိုတော့အေလိရှဲဖြစ်တယ်အေလိရှဲဆိုတော့သူ့ရဲ့အကြောင်းအရာကိုနည်းနည်းလေးလေ့လာမယ်အဆင်ပြေပါသလားနှုတ်ကပတ်တော်လည်းနည်းနည်းလေးဖတ်ရအောင်လေနော်ဆိုတော့ဓမ္မရာဇဝင်တတိယစာဆောင်ထဲမှာရှိတယ်ကျွန်မကိုတစ်ချက်လောက်ဖတ်ပေးပါဓမ္မရာဇဝင်တတိယစာဆောင်အခန်းကြီး19အခန်းငယ်16ကနေစဖတ်ပါโอเค1-3နေရှိသာယေဟုကိုဣသရေလရှင်ဘုရင်အရာ၌ခန့်ထား၍ပိတ်သိပ်ပေးလောအာဘေလမဟောလမြို့နေရှာဖတ်သာအေလိရှဲကိုတင့်ကိုစားပရောဖက်အရာ၌ခန့်ထား၍ပိတ်သိပ်ပေးလောအဲ့တော့ဘုရားသခင်ကအေလိယကိုပြောတယ်အခုဒီမှာမင်းကိုစားခွဲခန့်ရမယ့်သူတယောက်ရှိတယ်အဲ့ဒီလူရဲ့နာမည်ကအေလိရှဲဖြစ်တယ်သွားပြီးတော့မင်းရဲ့ကိုစားပိတ်သိပ်ပေးပြီးတော့သူ့ကိုခွဲခန့်ရမယ်ဒါပေမဲ့အဲ့ဒီအခြေအနေမလာခင်ဘာဖြစ်ခဲ့လဲဆိုတော့ယေဇဗေလလို့ခေါ်တဲ့နော်အမျိုးသမီးတယောက်ရှိတယ်နော်သူကအေလိယကိုလိုက်တက်တဲ့အခါမှာအေလိယကအရန်စိတ်ကုန်ပြီးတော့နော်အရန်ကြောက်ပြီးတော့ဂူထဲမှာလဲပုံပြီးတော့သူဝန်ခံခဲ့တဲ့အရာကကျွန်တော်သေခြင်းလိုက်တာနော်ကျွန်တော်အသက်မရှင်ခြင်းတော့ဘူးရဲရဲစွမ်းဖြစ်ခဲ့တဲ့ဖျားသုံးတဲ့သူတယောက်ကအဲ့လိုစပြောလာတဲ့အခါမှာဖျားကသူ့ကိုတဲ့စိတ်ရှည်စွာနဲ့နော်ကောင်းကင်တမန်တွေကိုဆေလွတ်ပြီးတော့အစာကျွေးရတာနဲ့နော်အိတ်ခိုင်းရတာနဲ့နောက်ထပ်အစာပြန်ကျွေးရတာနဲ့ထပ်အိတ်ခိုင်းရတာနဲ့အဲ့လိုတွေဘလောက်ပဲဖျားခင်ကသူ့ကိုဆွဲခေါ်အေလိယကမရဘူးသူတော်တော်စိတ်တက်ကြပြီးတော့ तू သေခြင်းနဲ့ तू ထွက်ပြေးခြင်းနဲ့ तू မလောက်ချင်ဘူးပဲဖြစ်နေတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့ဖခင်ကအဲ့အချိန်မှာပြောလာတဲ့စကားဟုတ်ပြီဒါဆိုမင်းတော့ပြန်လိုက်တော့ဓမ္မသက်တော်ကိုပြန်ပြီးရင်မင်းရဲ့ကိုစားနေရမှာခွဲခန့်လိုက်တော့ကြောက်စရာရင်နော်မှန်ပါတယ်အေလိယကိုဘုရားသခင်ကမိရထားမီးမြင့်နဲ့တည်ဆောင်ခဲ့တယ်ဆိုတာမှန်တယ်သို့တော့ဒီအဖြစ်ပြက်မလာခင်ကြောက်စရာကောင်းတဲ့အရာကဘ
ဖခင်ကသူ့ရဲ့ဘိတ်သက်ကိုနောက်တစ်ယောက်ကိုအလွှဲပြောင်းပေးတဲ့အရာကြီးတချို့သောသူတွေဒီမှာရှိပါလိမ့်မယ်အရင်တုန်းကဘုရားသခင်နဲ့ပတ်သက်လာရင်အားရပါးရအမှုတော်ဆောင်ခဲ့တဲ့သူတွေရှိပါလိမ့်မယ်ဒါပေမဲ့တစ်ခါလေကျမတို့ကဘာပြောလို့ရှိဆိုအရင်တော့ငါဘုရားအတွက်အရန်အမှုတော်ဆောင်ခဲ့တာလေခုတော့ငါအသက်ကြီးလာပြီတော်ပြီမလုပ်တော့ဘူးလို့ပြောတဲ့သူတချို့ရှိတယ်ဒီတည်းကသူမဟုတ်အပြင်ကလူတွေပြောတာနော်တခြားနေရာတခြားရက်ကွက်တွေကနော်တခြားရွာအမှန်တော့ကျမတို့ကအသက်ကြီးလာတဲ့အခါမှာ retire လုပ်အောင်မဟုတ် refire ဖြစ်ရမှာအာမင်မနေ့ကလည်းကျွန်မအဲ့ဒါကိုပြောခဲ့ပြီးဖြစ်တယ်ဆိုတော့အခုဒီမှာတချို့သောသူတွေကလည်းဘာပြောလဲဆိုတော့ဟာငါတို့တွေကအရင်လောက်ခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်မင်းတို့လူငယ်တွေလောက်ကြပါငါတို့တွေနားလိုက်တော့မယ်လို့ပြောတဲ့သူရှိတယ်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ဖခင်ကိုယ့်အပေါ်မှာထားတဲ့သူလှုပ်ဆောင်ခြင်းတဲ့အရာတွေအားလုံးကမပြီးတော့ဘူးနောက်တစ်ယောက်ကိုဆက်ပြီးတော့ခိုင်းရတယ်ကျမတို့ကိုဘုရားခင်အဲ့လိုမဖြစ်စေချင်ဘူးကျမတို့အပြင်လှုပ်ချင်တဲ့အရာတွေအများကြီးပဲအဲ့တော့ဒီမှာအေလိယကအေလိရှဲကိုလိုက်ရှာတယ်လိုက်ရှာပြီးတော့အေလိရှဲကိုတွေ့တဲ့အခါမှာတဲ့အေလိယကဘာလုပ်လဲဆိုတော့မိမိဤဝတ်လုံကိုသူ့အပေါ်မှာတင်လေ၏အဲ့ဒီဝတ်လုံကဘာကိုပုံဆောင်လဲဆိုတော့အရိုက်အရာကိုပုံဆောင်တယ်ဘိတ်သိက်ကိုလည်းပုံဆောင်တယ်အဲ့ဒီဝတ်ယုံကဘာကိုလည်းပုံဆောင်တယ်ဆိုတော့အခွင့်အာဏာကိုလည်းပုံဆောင်တယ်အာမင်ဆိုတော့အဲ့သူ့ရဲ့ဝတ်ယုံကိုဘသူ့ဘော်ကိုတင်ပေးလိုက်လဲဆိုတော့အေလိရှဲဘော်ကိုတင်ပေးလိုက်တယ်ဒါနဲ့အေလိရှဲကလည်းချက်ချင်းဆိုသလိုတဲ့သူကနွားမြန်မာကျမ်းစာထဲမှာနွားငါးရှင်းနဲ့လေထုံပြီးတော့နောက်ဆုံးနွားအရှင်းမှာကြတော့သူကလိုက်တယ်လို့ပြောတဲ့အခါမှာမသိနွားငါးရှင်းလို့ပဲထင်ရတယ်အမှန်တော့နွား6ရှင်းနဲ့လေထုံတော်သူဖြစ်တယ်အင်္ဂလိပ်ကျမ်းစာထဲမှာဆိုနွား12ကောင်လို့ရေးထားတယ်တစ်ရှင်းမှာ2ကောင်ပါတယ်ဆိုတော့နွား12ကောင်နဲ့လေထုံနေတဲ့သူပြောရမယ်ဆိုရင်သူ့ခေတ်မှာစီးပွားရေးလုပ်ငန်းမှာအလွန်တော်တော်သူဖြစ်တယ်နွား2ကောင်နဲ့လေထုံတာတော်တော်ခက်တဲ့ကိစ္စနွား12ကောင်နဲ့လေထုံနိုင်တဲ့အစွမ်းတတ္တိရှိတော်သူမျိုးဖြစ်တယ်။ဒါပေမဲ့ဖခင်ရဲ့ခေါ်တဲ့သူ့ရဲ့နော်ဟိုသူဖခင်ရဲ့ခေါ်တဲ့ကိုလည်းကြားလဲကြားသူ့မှာရှိတဲ့အရာခတ်တန်းကိုခြံပြီးတော့ချက်ချင်းလိုက်တာ။လမ်းကူးလဲရောက်ကောအေလိရှဲကိုအေလိရှဲကအေလိယကိုဘာပြောလဲဆိုလို့ရှိရင်ကျွန်တော်ခဏလောက်မိဘကိုပြန်ပြီးတော့နှုတ်ဆက်ပြစီတဲ့။ဆိုတော့ဒီမှာ2မျိုးဖြစ်နိုင်တယ်။တစ်မျိုးကပြန်မလာတော့တဲ့တစ်မျိုးလည်းဖြစ်နိုင်တယ်။ဒါပေမဲ့သူကနောက်တစ်မျိုးကဘာလဲဆိုရင်သူကပြန်သွားဟိုလဲရောက်တော့ဘာလုပ်လဲဆိုလို့ရှိရင်ねနွားတရှင်းကိုခုတ်တက်ပြီးတော့ရက်ကွက်တစ်ကွက်လုံးအကုန်လုံးဖြန့်ပေးလိုက်တယ်ဆိုလဲတဲ့ဘောကငါဖျားနောက်လိုက်ပြီးဟေ့ဒီလောကနဲ့ဆိုင်တဲ့အရာတွေကိုငါပြန်မဝင်တော့ဘူးငါအားလုံးကိုအမြင့်ပြက်နော်ဖယ်ရှင်းခဲ့လိုက်ပြီငါဖျားနောက်ကိုပဲလိုက်တော့မယ်ဆိုတဲ့သဘောကိုသူကပုံဆောင်တာတခါတည်းဖျားရဲ့အမှုတော်ကိုဆောင်ဖို့နဲ့ဖျားကျမတို့ကိုခေါ်တာကိုကျမတို့သိလားဆိုတော့သိတယ်ဒါပေမဲ့မိစားတစ်ဖက်ရေမုတ်တစ်ဖက်လုတ်တတ်တယ်လေအပြစ်ဒူးဆိုင်ကလည်းမရှောင်ကျင်ဘူးဖះเจ้าမှာလည်းတချို့သောသူတွေဒီတည်းကမဟုတ်ဘူးနော်ဂီတာတီးနေသေးတယ်နော်အပြစ်ဒူးဆိုင်ကိုလည်းမဖတ်ထားတော့မဲမယုံကြည်သူနဲ့လည်းတွဲတော့မဲတခြားအသင်းတော်သူတွေနော်မယုံကြည်သူနဲ့လည်းတွဲတော့မဲဒါပေမဲ့တချင်းဆိုတော့မဲဖះเจ้าမှာမသိလို့ရှင် holy ပဲကျွန်မတွေ့ခဲ့ဘူးတဲ့အသင်းတော်တစ်ခုမှာဆိုလို့ရှင်တကယ်ပြောတာအဲ့မှာရှိတဲ့ praise and worship team ထဲမှာပါတဲ့သူတို့ချို့ဆိုလို့ရှိရင်လုံးဝတန့်ရှင်းခြင်းအရာမှာမရှိတော့ဘဲနဲ့သူတို့လှုပ်ချင်တဲ့ဇာတိတိုင်းကိုစိတ်ထင်တဲ့အတိုင်းအကုန်လှုပ်ပြစ်လိုက်တာ drum တီးတဲ့ညီကိုတယောက်ဆိုလို့ရှိရင်ဆေးချတယ်အရက်တောက်တယ် living together နေတယ်စဉ်းစားကြည့်နော်ဆိုတော့ဘာဖြစ်လဲဆိုတော့ဘုရားခင်ကသူ့အပေါ်မှာတွန်းလောင်းခြင်းပင်မဲ့ခံတဲ့ခွက်ကညစ်ပတ်နေတော့ထည့်ပေးလို့မရဘူးဖခင်ရဲ့ဘိတ်သိက်ကိုလိုချင်တယ်ဆိုလို့ရှိရင်ဖခင်ရဲ့တွန်းလောင်းခြင်းကိုခံစားချင်တယ်ဆိုရင်ကျမတို့ခံတဲ့ခွက်ကတန့်ရှင်းရမယ်ခွက်ဆိုတာဒီခန္ဓာကိုယ်ပြောတာဒီအသက်တာကြီးကိုပြောနေတာနေ့စဉ်အသက်ရှင်နေတဲ့အတွေးခေါ်ကြီးကိုပြောနေတာဖြစ်တယ်ဒီခံတဲ့ခွက်ကမတန့်ရှင်းသေးပြီအပေါ်ကလာပြီးတော့တွန်းလောင်းတဲ့အရာတွေအားလုံးက waste ဖြစ်မှာပေါ့ဖခင်ကအလောက်ထိမညံ့ဘူးသူက invest လုပ်တဲ့အခါမှာတကယ်တိုးပွားမဲ့သူအပေါ်မှာပဲသူက invest လုပ်တဲ့ဖခင်လေမဟုတ်ဘူးလားဆိုတော့အခုဘာဖြစ်တယ်လဲဆိုတော့လူတွေကညစ်ပတ်တဲ့ခွက်ကြီးနဲ့ခံပြီးတော့တခါတလေနှုတ်ကပတ်တော်နဲ့နည်းနည်းတိုးထိလိုက်အရှိကိုလာတယ်ကိုရောရဲ့နောင်တရပါပြီဒူးထောက်တယ်မျက်ရည်ကျတယ်ပြီးရင်ကိုလှုပ်ချင်တာပြန်လှုပ်ကြတယ်အဲ့ဒါကနောင်တလို့မခေါ်ဘူးအဲ့ဒါဟန်ပြလို့ခေါ်တယ်နောင်တဆိုတဲ့အဓိပ္ပာယ်ကိုကျွန်မပြောပြမယ်ဆိုပါစို့ကျွန်မကဒီအပေါ်မှာတက်လိုက်တယ်ဒီ state စင်ပေါ်မှာကျွန်မတက်လိုက်တယ်တက်တဲ့အချိန်မှာဆရာကြီးရီကီကကျွန်မကိုပြောတယ်ဆရာမအန်ဒီရရှိတယ်ဒီအစွန်ဖျားနားလေးမှာတက်လို့ရှင်ဆရာမပြုတ်ကျနိုင်တယ်လို့ကျွန်မပြောတာရပါတယ်ကိစ္စမရှိဘူးလို့ကျွန်မပြောနေတယ်တောက်ဖက်နဲ့ချော်လဲကြပြီးတော့အောက်ကိုပြုတ်ကျပြီးတော့ကျွန်မလက်ကျိုးသွားတယ်ဆိုပါစို့ဥပမာတစ်ခုပြောတာနော်နောက်တစ်ခေါက်ပြန်လာရင်ကျွန်မအဲ့လိုလှုပ်အောင်မလားအပြုံမ
ဘာဖြစ်သွားလဲနောင်တရသွားတာမြန်မာစကားနဲ့ပြောမစို့နော်ဟိုလူအားလုံးနားလည်နိုင်တဲ့စကားနဲ့ပြောမစို့မှတ်သွားတာဟုတ်တယ်မဟုတ်လားတကယ်နောင်တရတဲ့သူကလောက်ပြီးသားအလုပ်ကိုဘယ်တော့မှပြန်မလုပ်နောင်တမရသေးတဲ့အတွက်ကြောင့်မလို့အမြဲတမ်းလုပ်နေတာဒါကြောင့်မို့ဘုရားခင်ကကျမတို့ကိုစစ်မှန်တဲ့နောင်တရစေခြင်းတယ်စစ်မှန်တဲ့နောင်တရပြီဆိုရင်တော့တင့်ပါတဲ့ကြိုက်တဲ့ပုံစံနဲ့လာပြည်တစားဖြစ်လဲရတယ်အယက်သမားကြီးဖြစ်နေလဲရတယ်လူတက်ကောင်ဖြစ်နေလဲရတယ်တခိုးကြီးဖြစ်နေလဲရတယ်ဒါပေမဲ့ဘလို့ပုံစံနဲ့ပဲလာနောင်တပါတယ်ဆိုရင်အဲ့ဒီဘုရားခင်ကတင့်ကိုထွေးပွေပြီးတော့သူ့ရဲ့အယက်အရာရှိသမျှကိုသူကပေးအောင်ဒါပေမဲ့ပြဿနာကနောင်တမရချင်တာအေဒီဥယျာဉ်တဲကအဖြစ်ပြက်လို့လေကျမပထမနေ့ကပြောခဲ့တယ်နောင်တမရတဲ့အခါမှာဘုရားကထပ်ပြီးတော့တွန်းလောင်းပေးလို့မရအောင်ဘုရားတွန့်တိုလို့မဟုတ်ဘူးနော်ဘုရားအရန်ရက်ရောတာဘလောက်တောင်ပေးခြင်းလဲဆိုတောင်းကြလို့တောင်းလင်ရမည်ဆိုတာအဲ့တန်ရှင်းသောဝိညာဉ်တော်ဘုရားကိုတောင်းခိုင်းနေတာကျမတို့ကတောင်းတယ်ကိုရောကားပေးပါတိုက်ပေးပါဘုရားပေးပါတယ်မတောင်းခင်တည်းကကိုပေးခြင်းနဲ့ဘုရားလေဒါပေမဲ့ဘုရားတောင်းခိုင်းတဲ့အရာတစ်ခုတော့ရှိတယ်အဲ့ဒီဝိညာဉ်တော်ဘုရားကိုတောင်းပါတဲ့ငါအလွန်ပေးခြင်းနဲ့တဲ့အာမင်ကျမတို့တောင်းတဲ့အရာတွေပြောင်းမယ်အသက်ရှင်တဲ့အရာတွေကိုပြောင်းမယ်ဆိုရင်တန်ရှင်းတဲ့အသက်တာကြီးဖြစ်လာပြီးအတွေးအခေါ်တွေဖြစ်လာပြီးဆိုအဲ့ဒီဝိညာဉ်တော်ဘုရားကျမတို့အပေါ်မှာအားကြီးစွာတောင်းလောင်းတော်မှာဖြစ်တယ်အခုဒီမှာဘာဖြစ်သွားလဲဆိုတော့အေလိယကြီးကသူ့ရဲ့ဝတ်ယုံကိုဘု து ပေါ်ခြုံပေးလိုက်လေအေလိရှဲကိုခြုံပေးလိုက်တယ်ဘာကိုလွှဲပြောင်းပေးလိုက်တာလဲအရာသူ့ကိုစားအရာကိုလွှဲပေးလိုက်ပြီပြီးတော့ဗိတ်သိက်လို့ပြောတဲ့အခါမှာအခုနောက်ဝတ်ယုံထဲမှာပါလားမပါဘူးလားပါတယ် wait and see ပါပြီးသားသူရသွားပြီအဲ့ဒီဝိယုံဆိုတဲ့အဓိပ္ပာယ်ကဗိတ်သိက်ကိုလည်းယဉ်ညွန်းခြင်းဖြစ်တယ်ဘုရားသခင်ထံတော်ကလာတဲ့ဝိညာဉ်တော်ကိုလည်းပုံဆောင်ခြင်းဖြစ်တယ်အဲ့တော့အဲ့ဟာကိုသူရသွားပြီးတဲ့အချိန်မှာဘာဖြစ်တယ်လဲသလားအေလိယနဲ့အေလိရှေကအတူတူအမှုတော်ဆောင်နေတဲ့အတူတူအမှုတော်တွေဆောင်ရင်းနဲ့တနေရာရောက်တော့ဘုရားသခင်ကအေလိယကိုပြန်ပြီးတော့ကောင်းကင်ဘုံကိုခေါ်တော့မယ်ဒါနဲ့အေလိယကအေလိရှေကိုပြောတယ်ဟေးအေလိရှေမင်းငါစီကနေဘာလို့ခြင်းလဲတဲ့ဒါနဲ့အေလိရှေကဘာပြန်ပြောလဲကိုရောစီကနေလာတဲ့နှစ်ဆသောဝိညာဉ်ကိုလိုချင်တယ်နှစ်ဆသောဗိသိက်ကိုလိုချင်တယ်သူရထားပြီလေတစ်ဆနောက်တစ်ဆထပ်လိုချင်တယ်လို့ပြောတာဆိုတဲ့သဘောကဒီမှာရှိတဲ့အသင်းသားတယောက်ကဆရာကြီးစီကိုလာပြီးတော့ဆရာကြီးအခုဆရာကြီးကိုဖျားသုံးနေရတယ်ကျွန်တော်ပို့ပြီးတော့အသုံးခံချင်တယ်ဆရာကြီးအခုသုံးနေဆရာကြီးကနမိတ်လက္ခဏာ၄-၅ခုပဲလုံနိုင်ခဲ့တယ်ကျွန်တော်ကလည်းကြရင်တော့ဆရာကြီး၄ခုဆိုကျွန်တော်၈ခုလုံနိုင်ချင်တယ်အဲ့လိုပုံစံကြီးသူ့ရဲ့ဆရာအရှိမသွားပြီးတော့ပြောတဲ့ပုံစံကနှစ်ဆသောဝိညာဉ်ကိုလိုချင်တယ်တဲ့ဒါနဲ့အေလိယကဘာပြန်ပြောလဲဆိုတော့မင်းဟာရခဲ့သောဆုကိုမင်းတောင်းတယ်ကွာဒါပေမဲ့မင်းလိုချင်တယ်ဆိုလို့ရှင်တော့တဲ့ငါနဲ့မင်းနဲ့ကြွာသွားတဲ့အရာကိုမြင်မှရမယ်တနည်းအားဖြင့် focus မလွဲမှမင်းရမယ်သို့တော့နောက်ဆုံးကျမတို့အားလုံးသိတဲ့အတိုင်းပဲဝတ်ယုံကြလာတဲ့အခါမှာအဲ့ဝတ်ယုံကိုယူပြီးတော့နှစ်ဆသောဗိတ်သိက်ကို तू ကစတင်ပြီးတော့ तू ကခံစားတော့တာလေဒါပေမဲ့ तू ကအဲ့မှာဘာကိုတွေ့ရလဲဆိုတော့ကျမအရန်အံ့ဩတဲ့အရာကအေလိယကိုတခါတည်းလာခေါ်ကောအေလိရှေကမြင်လားမမြင်ဘူးလားဆိုတော့မြင်တယ် तू ဘာစပြောလဲဆိုတော့ငါအဘဣသရေလယထာဣသရေလမြင်းပါတကားဆိုတော့ तू အတကုံអော်တာဘာဖြစ်လဲဆိုတော့ तू မြင်လိုက်တယ်လေသူ့သခင်ကို तू စေးကြည့်နေတဲ့အခါမှာ तू မြင်လိုက်တဲ့အရာကို तू អော်ပြောကောအဲ့ဒီအချိန်ကျမှဝတ်ယုံကကြလာတာမြင်တယ် तू អော်ပြောတယ်အဲ့ဒီအချိန်မှာဘာကြလာလဲဝတ်ယုံကြလာမမြင်မချင်းကြလာမှာမဟုတ်မြင်မှကြလာတယ်ဆိုတဲ့သဘောကဗိတ်သိက်ကိုကျမတို့လိုချင်တယ်ဆိုရင်ဘယ်သူကိုစိတ်အာယုံပြုရမလဲဆိုတော့လူကိုအာယုံပြုလို့မရဘူးဖယားကိုစိတ်အာယုံပြုမယ်ဆိုရင်အဲ့ဒီဗိတ်သိက်ကစီးစင်းလာမှာဖြစ်တယ်ဒီလိုပြောလိုက်တဲ့အခါမှာကျမနားလေစီခြင်းတဲ့အရာကဗိတ်သိက်လို့ပြောတဲ့အခါမှာဘာကိုလဲပုံဆောင်ခြင်းလဲဆိုတော့ကျမတို့အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာပြီးမြတ်အောင်လှုပ်ဆောင်နိုင်ခြင်းကိုပုံဆောင်တာဖြစ်တယ်ဖယားရဲ့ဗိတ်သိက်ရလာပြီဆိုလို့ရှိရင်ဘလောက်ပဲခက်ခဲနေတဲ့အမှုဖြစ်နေပြီဆိုသူကပြီးကိုပြီးတယ်လုပ်ကိုလုပ်နိုင်တယ်အောင်ကိုအောင်မြင်တယ်အာမင်ဒီထိရလားမသိဘူးနော်ရတယ်နော်ဆက်သွားတော့မယ်နော်အဲ့တော့သူကဖယားကိုသူကသူ့ရဲ့သခင်ဖြစ်တဲ့အေလိယကိုစိတ်မျှော်ကြည့်နေတဲ့အခါမှာတဲ့အဲ့ဒီဝတ်ယုံကြီးကကြလာတယ်ဒါဆိုကျမတို့ကလည်းဖယားကိုနေ့ရက်အစဉ်တိုင်းမှာစိတ်မျှော်ကြည့်မယ်သူဘယ်အချိန်မှာကျမတို့ကိုတွန်းလောင်းမလဲဆိုတော့ကျမတို့နားမလည်နိုင်ဘူးဒီနေ့လည်းဖြစ်နိုင်တယ်မနေ့ပြန်လည်းဖြစ်နိုင်တယ်ညဘက်လည်းဖြစ်နိုင်တယ်တရင်နိုးလည်းဖြစ်နိုင်တယ်ကျမတို့စိတ်မျှော်ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီဘုရားထံကတွန်းလောင်းမဲ့ဗိတ်သိက်ကိုရရှိမှာဖြစ်တယ်အာမင်ဗိတ်သိက်ထက်ဘုရားသခင်ဗိတ်သိက်တွန်းလောင်းတဲ့ဘုရားကပိုရေးကြီးတယ်ဆိုတော့နားလေစေချင်တာဒီမှာ
အာမင်ဘိတ်သိက်နောက်ကိုပဲလိုက်ပြီးတော့နော်ဘိတ်သိက်ကိုပဲကြိုက်ပြီးတော့ဘိတ်သိက်ကိုလှုပ်ရှားပြီးတော့မှဖခင်ကိုမေ့သွားတဲ့သူတွေရှိတတ်တယ်နော်အဲ့လိုမျိုးဖြစ်စေချင်ဘုရားခင်တခါတလေဘုရားခင်ရဲ့ဘိတ်သိက်ရလာတဲ့အခါမှာဘုရားကိုအာယုံမပြုတ်တော့ဘာဖြစ်သွားတတ်တယ်လဲဆိုလို့ရှိရင်နာမည်ကြီးခြင်းပြီးတော့နော်ဟိုသူလူတွေရဲ့ပူဇော်ပသခြင်းခံခြင်းတဲ့အရာမျိုးဖြစ်သွားတတ်တယ်နော်ဘုရားကအဲ့လိုမဖြစ်စေချင်ဘူးဘိတ်သိက်ဆိုတဲ့အရာကဘာလဲဆိုလို့ရှိရင်ဘုရားခင်ခိုင်းတဲ့အမှုရာကိုပြီးမြောက်သွားဖို့ရန်အတွက်ဘုရားနဲ့အတူတူအလုပ်လုပ်ခြင်းကိုလည်းဆိုလိုခြင်းဖြစ်တယ်အာမင်အဲ့တော့အေလိယဟာသူ့ရဲ့ခင်မှာနမိတ်လက္ခဏာဘယ်နှခုပြုနိုင်ခဲ့တယ်ဆို10ခုပြုနိုင်ခဲ့တယ်ဒါအကြမ်းမြင့်အဖြစ်ပေါ့နော်ရေးတွက်ထားတဲ့အရာ10ခုလုံနိုင်ခဲ့တယ်ထင်ထင်သာသာရှိတဲ့အရာ10ခုလုံနိုင်ခဲ့တယ်ဒါပေမဲ့အခုအေလိရှဲကကြတော့နှစ်ဆဆိုတော့သူဘယ်နှခုလုံနိုင်ရမလဲ16ခုဟာသင်္ချာအရန်တော်တယ်နော်စင်ကာပူမှာဆိုသူတို့ကကယ်ကူလေတာတောင်ထုတ်တော့မှာနော်တချို့တွေဆိုနော်ဒီမှာရှိတဲ့သူတွေအရန်တော်တယ်မြန်မာမို့လို့ပါနော်ဆိုတော့16ခုလုံနိုင်ရမှာဖြစ်တယ်ဒါပေမဲ့လေအခုအေလိရှဲဟာတဲ့အခုကြော်ပြီးပြောလိုက်မယ်နော်အေလိရှဲကအမှုတော်ဆောင်ရင်းနောက်ဆုံးသေဖို့အတွက်အချိန်ရောက်လာတယ်တဲ့သူ့မှာအားနေလာပြီသေနာဆွဲတဲ့ယောဂရလာပြီအဲ့ဒီအချိန်မှာသေနာဆွဲတဲ့ယောဂရတဲ့အခါမှာသူနမိတ်လက္ခဏာပြုတဲ့အရာက15ခုပဲပြီးသေးတယ်တစ်ခုကြံသေးတယ်ဒါနဲ့အဲ့ဒီအချိန်မှာဘယ်သူလာလဲဆိုလို့ရှိရင်ねအိမ်ရောက်မှပဲပြန်ဖက်လိုက်နော်ဓမ္မရာဆိုရင်နော်တတိယဆောင်ကနေသဒုဋ္ဌဆောင်ထိဖက်လိုက်အဲ့ဒီအချိန်မှာဘယ်သူလာလဲဆိုတော့ယဟောရှလို့ခေါ်တဲ့ဘုရင်တစ်ပါးလာတယ်အဲ့ဒီဘုရင်တစ်ပါးကအေလိရှဲသေတော့မှာကိုလည်းသိရောအေလိရှဲအပေါ်ကနေဖျားသွန်းလောင်းထားတဲ့နှစ်ဆသောဝိညာဉ်ကိုသူလိုချင်တာယဟောရှနော်ဝိညာဉ်မိုင်းဆိုင်မှာအကင်းပါဖို့လိုတယ်နော်ဒါနဲ့ယဟောရှကလာလဲလာကောအေလိရှဲကိုတွေ့လဲတွေ့ကောသူဘလို့စအော်လဲဆိုတော့ငါအဘဣသရေလယထာဣသရေလမြင်းပါတကားဆိုပြီးတော့အေလိရှဲကအေလိယကိုပြောတဲ့ပုံစံအတိုင်းလာပြောတာရောက်လေရောက်လာကောဒါနဲ့အေလိရှဲကြီးကလည်းအခုသူပြီးတဲ့အရာက15ခုပဲပြီးသေးတာလေ16ခုမြောက်မပြီးသေးဘူးဘိတ်သိက်ဆိုတာအဆုံးတိုင်အောင်သူကလုံနိုင်ရတာ哦ဘုရားကဘိတ်သိက်ပေးပြီဆိုလို့ရှိရင်စစ်တိုက်လို့ပြောတာနဲ့တခါတည်းစစ်ပါအောင်မြင်ပြီးသားပါလာတာလေဆိုတော့အခုဒီမှာဘယ်လိုဖြစ်လဲဆိုတော့သူကသေတော့မယ်ဒါဆိုရင်သူ့ကိုယ်စားထပ်ပြီးတော့လွှဲပြောင်းမယ့်အရာရှိနေပြီလေအဲ့တော့ तू ကဘာလုပ်ခိုင်းလဲဆိုတော့ဟုတ်ပြီယဟောရှာလေးနဲ့အများကိုယူလိုက်ပါတဲ့ဒါနဲ့ယဟောရှာဘုရားစကားအေလိရှဲစကားကိုနားထောင်တယ်ဒါနဲ့လေးနဲ့အများကိုယူလိုက်တယ်ကဲဒီလေးကိုတင်ပြီးတော့ပြစ်ဖို့ရတဲ့ပြင်ဆင်ပါတဲ့ဒါနဲ့ तू ကလေးကိုယူပြီးတော့ပြစ်ဖို့ရတဲ့ပြင်ဆင်တဲ့အခါမှာအေလိရှဲကတဲ့ယဟောရှာရဲ့လက်အပေါ်မှာသူ့ရဲ့လက်ကိုတင်လိုက်တယ်တဲ့လက်ကိုတင်ပြီဆိုတော့ဘာကိုလွှဲပြောင်းပေးချင်တာလဲဘိတ်တိတ်ကိုလွှဲပြောင်းပေးချင်တာပြန်လဲပြီးတော့သူ့အထဲထဲမှာဘုရားသွန်းလောင်းပေးတဲ့အရာကိုပြန်လဲစီးစင်းစေချင်တာတတိထားပါယုံကြည်သူများကိုယ့်ကိုဘုရားလူတစ်ယောက်ကလာပြီးတော့လက်တင်ပြီးတော့ဆုတောင်းပေးတယ်ဆိုရင်ခံယူတတ်တော်သူဖြစ်ပါဘုရားလူလို့ပြောထားတယ်နော်လူတိုင်းတော့မဟုတ်ဘူးဘုရားလူတစ်ယောက်ကကိုယ့်ကိုတကယ်ပဲလာပြီးတော့လက်တင်ပေးမယ်ဆိုသူ့အထဲထဲကနေစီးထွက်လာမယ့်အရာတစ်စုံတစ်ခုရှိတယ်အဲ့ဒါကိုမျှော်လင့်ပြီးမှခံယူစေချင်တယ်ဘုရားလူအစ်စ်မှန်ဆိုရင်လူတိုင်းလက်လိုက်မတင်ဘူးနော်ဘုရားခိုင်းတဲ့သူကိုပဲသူကရွေးပြီးတော့တင်တာဖြစ်တယ်အဲ့ဒါကိုနားလေစေချင်တယ်အဲ့တော့ဒါနဲ့ယဟောရှာကနော်ခိုင်းတဲ့အတိုင်းပဲသူကအဲ့မြားကိုသူပြစ်လိုက်တယ်တဲ့ပြစ်လဲပြစ်ကောအေလိရှဲကဘာထပ်ပြောလဲဆိုတော့ဟေးနောက်ထပ်မြားတစ်စင်းကိုယူပါအောင်တဲ့ဒါနဲ့နောက်ထပ်မြားတစ်စင်းကိုသူယူတယ်ယူပြီးတော့ကဲဒါကမြားပဲဆိုပါစို့ကျွန်မဒီဘက်မှာနေလိုက်မယ်နော်မြင်ရတယ်နော်ဒါကမြားပဲဆိုပါစို့အဲ့ဒီမြားကိုလည်းယူပြီးတော့အေလိရှဲကိုနော်အေလိရှဲကယဟောရှာကိုဘာပြောလဲဆိုတော့အဲ့ဒီမြားကိုတဲ့မြေပေါ်မှာရိုက်လိုက်ပါတဲ့အဲ့ဒီရိုက်ချင်းအရာကဘာကိုလဲပုံဆောင်တယ်လဲဆိုတော့ရန်သူတွေကိုဆုံးမခြင်းအောင်နိုင်ခြင်းဆိုတဲ့အရာကိုပုံဆောင်တယ်ဒါနဲ့ယဟောရှာကဘာလုပ်လဲဆိုတော့အဲ့ဒီမြေပေါ်မှာအခုနမြားနဲ့ကြမ်းပြင်ကိုရိုက်လိုက်တဲ့အခါမှာဘယ်နှချက်ပဲရိုက်လဲဆိုတော့3ချက်ပဲအိမ်ငိုင်မှာဆိုလို့နော်အဲ့လို3ချက်ပဲရိုက်လိုက်တဲ့အတွက်ကြောင့်မလို့တဲ့အခုနသေကန်ကြီးဖြစ်နေတဲ့အေလိရှဲကြီးကတအားတော့ကန်တာသေကန်ကြီးလူတယောက်ဒေါကန်ဖို့ဆိုတာလွယ်တဲ့ကိစ္စလားအသက်တောင်မရှူနိုင်တဲ့သေနာဆွဲပါတယ်ဆိုကောင်မှအသက်တောင်ကောင်းကောင်းမရှူနိုင်တဲ့အခြေအနေမဟုတ်ဘူးလားအဲ့လိုအခြေအနေမျိုးမှာအမအေလိရှဲအရန်ဒေါကန်နဲ့မင်းသာနောက်ထပ်4 5 6ချက်လောက်ရိုက်မယ်ဆိုရင်မင်းရဲ့ရန်သူတွေအားလုံးရှင်းပါလေမင်းရိုက်လိုက်စမ်းပါဘာကိုပြောချင်တာလဲတခါတလေကျမတို့ကဘုရားခင်ကကျမတို့နဲ့လှုပ်ဆောင်ခြင်းတဲ့အရာတွေအများကြီးရှိပေမဲ့တနေရာရောက်ရင်တော်လိုက်တာရက်တက်လိုက်တာဒီလောက်ဆိုလုံလောက်ပါပြီလို့ထင်လိုက်တာဆက်ပြီးတော့ခြေလန်းလန်းမအောင်တင့်အားဖြင့်ပြိုပြက်သွားမဲ့ရန်သူရဲ့မြို့ရိုးတွေရန်သူရဲ့နေရာတွေအများကြီးရှိနေတယ်ဒါပေမဲ့ကျမတို့ကမဟုတ်ဘူးအရင်တုန်းကငါဒီလောက်အထိအလုပ်လုပ်ခဲ့တာလေကျေနပ်ပြီလို့တင့်ထင်လိုက်တဲ့၍အဆုံးကိုမရောက်ဘူးဖခင်လှုပ်ခြင်းတဲ့အရာအဆုံးအထိတင့်မှာမပြီးသွားဘူးအဆုံးတတ်မလှတော့ဘူး
finishing well မဖြစ်တော့အာမင်အဲ့တော့အဲ့လိုမျိုးရက်လိုက်တဲ့အခါမှာအေလိရှေကအရန်တော့ကန်ပြီးတော့မှပဲဘာဖြစ်သွားတော့သေသွားအဲ့တော့ဘယ်နှခုနဲ့ပြီးသွားလဲဟမ်15ခုတော့လုပ်လေ6ခုတွေဖြစ်ကုန်ပြီ15ခုနဲ့ပြီးသွားတာပေါ့ဒါဆိုဘယ်နှခုကြံသေးလဲတစ်ခုကြံသေးတယ်ဒါပေမဲ့ဗိတ်သိက်ဆိုတဲ့အခါမှာအလုပ်ပြီးကိုပြီးရမယ်သူသေသွားပြီဒါပေမဲ့တနေ့ကျတော့အဲ့လိုသူသေပြီးတော့တစ်နှစ်အကြာမှာဘယ်နှစ်အကြာမှာလဲတစ်နှစ်အကြာမှာသူတို့တိုင်းပြည်မှာလူတစ်ယောက်သေတယ်တဲ့လူတစ်ယောက်သေတဲ့အတွက်ကြောင့်မလို့အာသူဘ6ဖို့ရန်အတွက်လာတဲ့အခါမှာအဲ့မှာအေလိရှေရဲ့အယိုးရှိတဲ့တင်ညာကုန်းရှိတဲ့နေရာကိုလာအောင်လာတဲ့အချိန်မှာပဲပြဿနာကသူတို့တိုင်းပြည်တွေကိုစစ်ကလာတိုက်တယ်ဒီမှာလူသေးပါတယ်ဆိုတာစစ်ကလာတိုက်တယ်တခါတည်းကျမတို့တက်တာထဲမှာလည်းအဲ့လိုပဲနော်ပြဿနာတစ်ခုဖြစ်ပါတယ်ဆိုနောက်တစ်ခုကထပ်ဝင်လာတယ်အဲ့မှာရှိတဲ့လူတွေကလည်းအာတုပမချနိုင်တော့ဘူးအဲ့ဒီလူသေးလောင်းကိုတခါတည်းပြစ်ချလိုက်တာအဲ့ဒီလူသေးကဘသူ့ပေါ်ကိုရောက်သွားလဲဆိုတော့အေလိရှေရဲ့အယိုးပေါ်ကိုရောက်သွားတာအဲ့ဒီအေလိရှေရဲ့အယိုးနဲ့လည်းထိရောဗိတ်သိက်ကအငြိမ်မနေဘူးလေလူသေးကချက်ချင်းပြန်ရှင်းတာအဲ့ဒီအချိန်မှာဘာဖြစ်သွားလဲနမိတ်လက္ခဏာ16ခုကပြီးသွားတယ်ဘာကိုဆိုလိုတာလဲဖျားသခင်ကတင့်ရဲ့အပေါ်မှာဗိတ်သိက်သွန်းလောင်းလိုက်ပြီဆိုလို့ရှိရင်ဘယ်အရာကမှရက်တန်လို့မရအသက်ရှင်ခြင်းသေခြင်းကတော့ရက်တန်လို့မရတော့ဖခင်ရဲ့ဗိတ်သိက်တကယ်စီးလာပြီဆိုလို့ရှိရင်လေကျွန်မပြောပြမယ်မကျမ်းမမာတဲ့သူတွေကျမ်းမာလာတယ်တကယ်ပြောတာသေတဲ့သူတွေလည်းရှင်လာတဲ့ຢာကိုကျွန်တော်တို့မြင်ဘူးတယ်ဒါပေမဲ့ကျွန်တော်တို့ကိုကျွန်တော်တို့ကန့်သက်တဲ့အခါမှာဟာမဖြစ်နိုင်ဘူးနဲ့တူတယ်လို့ကန့်သက်လိုက်တော့မဖြစ်နိုင်တော့ဘူးပေါ့အာမင်ဒါကြောင့်မလို့ကျွန်မဆရာမကြီးဟိုက်ဒီဘေကတနေ့ကျတော့ကျွန်မကိုဆူတောင်းပေးတယ်ဆူတောင်းပေးတဲ့အခါမှာလက်ကိုကင်ပြီးတော့ကျွန်မကိုပြောတယ်နေ့အားဖြင့်လူသေးရှင်လိုက်မယ်တဲ့ဘယ်ချိန်ရှင်မလဲတော့မသိဘူးအခုလူသေးတွေဆူတောင်းတာ2လောင်းလောက်ရှိမရှင်သေးဘူးချင်းလို့ပြောမယ်မကိစ္စဘူးယုံကြည်ခြင်းနဲ့ချင်းလန်းလန်းအောင်မယ်အာမင်ဒါပေမဲ့ရှင်သွားတဲ့အရာတစ်ခုတော့ရှိတယ် तू ကတော့အဲ့လိုမျိုးအကြာကြီးသေသွားတာမဟုတ်15မိနစ်လောက်လေရှူတာရက်သွားတယ်အမျိုးသမီးတယောက်ရှိခဲ့တယ်ကျမတို့အဲ့ဒါ तू မှတ်မိတယ်ဘာ conference heaven open heaven conference မှာဟုတ်ပြီနော်ဟိုလိုမျိုးလုံးဝသေပြီးတော့တရက်နှစ်ရက်ကြာပြီးတော့မှသေသွားတဲ့သူသွားဆူတောင်းတာတော့မရှင်သေးဘူးအခုန15မိနစ်လုံးဝ pause လုံးဝမရတော့တဲ့အမျိုးသမီးတယောက်တော့ရှင်ဘူးတယ်ဆရာမကြီးဟိုက်ဒီဘေကကျမကိုဗာပြောခဲ့လေဆိုတော့သမီးတဲ့နေ့အားဖြင့်လူသေးရှင်လိုက်မယ်တဲ့ဒါပေမဲ့ you got to grab the right one ဖခင်ပြောတဲ့လူစစ်မှန်တဲ့လူပေါ့မင်းကိုရှင်စေခြင်းတဲ့လူကိုပဲမင်းရွေးချယ်တက်ဖွင့်အတွက်လိုအပ်တယ်ပေါ့အဲ့လိုပြောခဲ့တယ်ဒီနေ့ကျတော့ကျမမှတ်မိတယ်အဲ့ open heaven conference လုပ်နေတဲ့အချိန်မှာကျမကလေးကလသားလေးပဲရှိသေးတယ်အငယ်ဆုံးလေးကသမီးလေးကဒါကျမကဘာလုပ်လဲဆိုရင် praise and worship ဥဆောင်စရာရှိရင်ဥဆောင်တယ်ပြီးရင်ကလေးကိုနှုတ်တိုက်ရတယ်ဆိုတော့ကလေးက3-4 လပဲရှိသေးတယ်ဆိုအရန်ငယ်တယ်လေကျမအနောက်မှာပဲအနောက်ဆုံးတက်မှာပဲနေပြီးတော့ကလေးကိုချီပြီးတော့ပြုစုနေတာဒါနဲ့အဲ့အချိန်မှာဘာဖြစ်လဲဆိုတော့အောက်မှာအကြီးအကျယ်ပြဿနာဖြစ်နေအောင်ကျမမသိဘူးအမျိုးသမီးငယ်လေးတယောက်လာတယ်အသက်16နှစ်ပဲရှိသေးတယ်သူ့အမေပါတယ်အောက်မှာတက္ကစီသမားလည်းပါတယ်တက္ကစီသမားလည်းဘေးနားမှာအဲ့ကောင်မလေးကအရန်ဖြားပြီးတော့ဆေးရုံလည်းမသွားဘူးဆေးကန်းလည်းမသွားဘူးတပတ်လုံးဖြစ်နေတယ်နောက်ဆုံးသူ့အမေကဆူတောင်းဖို့ဆိုပြီးတော့ဘုရားကျောင်းကိုခေါ်လာတယ်အဲ့နဲ့ဘုရားကျောင်းကိုခေါ်လာတော့အဲ့ဒီဘုရားကျောင်းက၄ထပ်တိုက်လှေကားနဲ့တက်ရတာမတက်နိုင်ဘူးလေအဲ့ဒါမတက်နိုင်တဲ့အခါမှာအောက်မှာပဲထိုင်ကုန်လုံးနဲ့ရှိနေတဲ့အတွက်ကြောင့်မလို့အပေါ်မှာရှိတဲ့ဧည့်သည်ဆရာနိုင်ငံခြားသား New Zealand တို့တခြား Singaporeans တို့အားလုံးဆင်းလာပြီးတော့ဆူတောင်းပေးကြတယ်သူတို့ဆူတောင်းတာ2 နိုင်ခွဲကြတယ်ကောင်မလေးကသတိမရဖြူပက်ဖြူရောဖြစ်နေပြီဒီကိုယ်လုံးကလည်းနော်အခြေအနေမကောင်းတော့ဘူးအားလုံးကအရန်ကြောက်နေတဲ့အချိန်မှာကျမကိုအဲ့ချိန်ကြာမှသတင်းပေးတယ်ဒီမှာ ambulance phone number ရှိလားတဲ့နိုင်ငံခြားသားတယောက်ကကျမကိုလာမေးတယ်ကျမ ambulance တခါမှမခေါ်ဘူးတော့မသိဘူးလို့ဒါပေမဲ့ငါရဲ့ညီမလေးအငယ်ဆုံးကတော့ဆရာဝန်ဖြစ်တဲ့အတွက်ကြောင့်ငါမေးပေးမယ်လို့အဲ့နဲ့ကျမညီမလေးကိုလှမ်းခေါ်တယ် ambulance phone number နင်သိလားဟာသိတာဗောမမလေးတဲ့ဟုတ်ပြီဒါနဲ့ကျမအဲ့ phone number ကိုယူဖို့အတွက်စောင့်နေတဲ့အချိန်မှာစတင်ပြီးတော့အဲ့၄ထပ်တိုက်ပေါ်ကဆင်းတဲ့အချိန်မှာဘုရားခင်ကခုနစကားကိုပြန်သတိရစေ you got to grab the right one you got to grab the right one အဲ့စကားကိုကျမစကြားတာအဲ့စကားကိုစကြားတဲ့အခါမှာကျမအရန်ဘုရားလုံမဲ့အရာကိုကျမနည်းနည်းလေးတော့စိတ်လှုပ်ရှားတယ်ဒါပေမဲ့မယုံနိုင်ဘူးလေဘာလို့အခုလာတဲ့ဆရာတွေဆရာမတွေအားလုံးကလည်းတကယ် share တွေကြီးပဲတကယ်ဝိညာဉ်ပိုင်းဆိုင်ရာမှာအရန်ကို sharpen ဖြစ်တဲ့သူတွေဖြစ်တယ်ခေါင်းဆောင်တွေကိုပြောတာပေါ့နော်နောက်လိုက်တွေလည်းရှိပါတယ်ဒါနဲ့ကျမကအောက်ကိုလည်းရောက်ကောလူတွေအားလုံးကအုံနေတာအယောက်3-40လောက်အုံနေတာကျမကအဝေးကနေလှမ်းကြည့်ပြီးတော့ဘာစပြောရမလဲမသိဘူးအားလုံးကကျမအသက်ကြီးတယ်ဆိုရင်ကျမအယိုသေးပေးလေးရှိတယ်ကျမကိုလှုပ်ချင်တိုင်းမလှုပ်ဘူးတမျိုးထင်သွားမှာဆိုလို့မယုံမသေးပြုတ်မိမှာဆိုလို့ဒါနဲ့ကျမအဲ့လိုပဲလှမ်းကြည့်နေတဲ့အချိန်မှာဘုရားခင်ကျမကိုစပြောတယ်ရေသွားတိုက်တယ်ဟ
ဟိုတယောက်ကတတိမရပါဆိုရေသွားတိုက်ခိုင်းတယ်ဘုရားသခင်အဲ့နဲ့ကျမဒုက္ခပါပဲလုံရင်ကောင်းမလားမသိဘူးရေလည်းအနားမှာမရှိဘူးလေဒါနဲ့ကျမသွားပြီးတော့ပြောလိုက်တယ်ရေတိုက်ပါလို့ we have to give water to her လို့အဲ့လိုကျမစပြောတာအဲ့နဲ့အဲ့မှာရှိတဲ့အဖြူတယောက်ကကျမကိုရန်တော့ကန်တာနင်မသိဘူးလားတဲ့အသက်တောင်ကောင်းကောင်းမရှူတော့ဘူးလေတဲ့15မိနစ် pause ပြတ်သွားတာနေရေသွားတိုက်လို့တကယ်သေသွားရင်ဘယ်လိုလုပ်မလဲတဲ့ဆုတော့တောင်းပေးနေတာပဲသူလဲနော်ကျမကိုအရန်တော့ကန်တာအဲ့လိုတော့ကန်တဲ့ခါမှာကျမဟိုဘက်ပြန်လှည့်ပါဖျားသခင်ကိုတော့ပြောခိုင်းတာသမီးကြားတာမှားနေလို့လားကျမအဆူခံလိုက်ရပြီကိုတော့ရဲ့ကျမဟိုဘက်ရှောက်လိုက်ဒီဘက်ရှောက်လိုက်ဘာလို့အောင်လဲမသိဘူးငါ ambulance နဲ့ပဲဖျားကန်တက်ပြရေသွားတိုက်အဲ့နဲ့ကျမကလည်းနောက်တစ်ခေါက်ကျတော့ထပ်ပြီးတော့ပြောလိုက်တယ် you got to give water to her ကျမအကျေအော်လိုက်တယ်ဒါနဲ့အဲ့ဒီအချိန်မှာဟိုနယူးဇီလန်မှာရှိတဲ့ prophet ဆရာမတယောက်ရှိတယ်အဲ့ချိန်မှာမှတော့ကျမစကားကိုကြားသွားတာလူကအရမ်းများနေတာအောင်အဲ့နဲ့ကြားလဲကြားတော့ hey everyone listen to her သူအဲ့ချိန်မှာစပြောတယ် listen to her တဲ့သူ့ကိုရေပေးလိုက်ပါတယ်အားလုံးကကြောက်သွားကြတယ်သူကလည်းခေါင်းဆောင်ဖြစ်နေတော့အဲ့နဲ့ရေယူလာတော့ကိုရောရေရေတော့ယူလာပြီတကယ်လို့ तू ပြောသလိုချုပ်ဖြစ်သွားရင်တော့နော်အခု15မိနစ်ပဲအသက်မရှူတာတကယ်အသက်ပျောက်သွားရင်သမီးတော့ပြဿနာတက်မယ်နော်လက်ထိတ်တွေပါတွေဖြစ်ရင်လည်းမကောင်းဘူးကိုရောရေအဲ့တော့ဒါပေမဲ့ကိုရောမဆတယ်ကိုရောပြောတဲ့စကားဆိုတော့သမီးယုံကြည်တယ်ဒါနဲ့ရေကိုယူပြီးတော့အဲ့ဒီအမျိုးသမီးကိုဖတ်ပြီးတော့ကျမစတင်ပြီးတော့ရေကိုဆူတောင်းပြီးတော့ကျမတိုက်ကြည့်တယ်တိုက်နေတဲ့အချိန်မှာကျမဘာပြောလဲဆိုအားလုံးကိုလေတကယ်ပြောတာအခြားသောဘာသာစကားနဲ့ဆူတောင်းကြပါလို့ကျမပြောတာအားလုံးခြားသောဘာသာစကားနဲ့ဆူတောင်းမယ်ကျမဘာမှမသိတော့ဘူးဘာလို့ဆက်လို့အောင်မလဲဆိုတာကျမမသိဘူးဒါနဲ့အမျိုးသမီးငယ်လေးကိုဖတ်ထားတော့ရေလေးကိုစတိုက်နေအားလုံးအခြားသောဘာသာစကားနဲ့ဆူတောင်းကြတယ်ဆူတောင်း10မိနစ်2မိနစ်လောက်ကြာလဲကြာအဲ့အမျိုးသမီးကစပြီးရေတောက်တာဒီနားမှာလှုပ်တာအဲ့နဲ့လူတွေအားလုံးအကုန်လုံးအံ့ဩတာသူကဟိုဒီအမျိုးသမီးကလုံးဝတတိမရနိုင်တဲ့အခြေအနေကြီးဖြစ်နေလေရေကိုစတောက်ပြီးတော့ခဏနေကြတော့ဟိုသူကတခုအချိုရေတောက်ချင်နေဆိုပြီးတော့နောက်ဆုံးမျက်စိတွေပါပြန်ပွင့်လာတယ်အချိုရတောက်ချင်တယ်လို့ပြောလဲပြောကျမတို့အဲ့မှာနိုင်ငံသားတယောက်ကအဲ့လို flex boot ထဲမှာဘာပါလဲဆိုတော့မိုင်လိုလားချောကလက်အရည်လားမသိဘူးပါတယ်မိုင်လိုနဲ့ချောကလက်အရည်အတူတူပါပဲအဲ့နဲ့စပြီးတော့သူ့ကိုနည်းနည်းလေးတိုက်လိုက်တာခဏနေကြတော့အကုန်လုံးပြန်လန်းပြီးတော့အသက်တွေပြန်ရှူနိုင်ပြီးတော့ post တွေပါတယ်အကုန်ကောင်းသွားပြီးတော့သူထပြီးတော့သွားမယ်လေးတဲ့ပြန်မယ်လေးတဲ့သူ့မေကိုခေါ်ပြီးတော့ taxi ထဲဝင်ပြီးတော့ပြန်ထိုင် taxi သမားကလည်းအရန်တော့ကန်တာဟာဘာလောက်တာလဲငါ့ကိုကြောင်တောင်နဲ့ပေါ့နော်သူကမယုံကြည်သူဆိုတော့ဒါပေမဲ့သူတို့အရန်အံ့ဩသွားတယ်အခုနသေနေသလိုဖြစ်ပြီးတော့အားလုံးကရောက်ရက်ခတ်နေတဲ့အချိန်တွေမှာဒီမိန်းကလေးကချက်ချင်းပဲအသက်ပြန်ရှူပြီးတော့လမ်းပြန်လျှောက်ပြီးတော့ကောင်းကောင်းမွန်မွန်အိမ်ပြန်နိုင်တဲ့အခွင့်ကိုပြန်ရတယ်အဲ့ဒါကဘာလဲဆိုတော့ဖះပိတ်သိပ်ပဲဖះပိတ်သိပ်စီးစင်းတာကိုကိုကတိပြီးတော့ဖះခိုင်းတဲ့ຢာကိုတကယ်လုပ်ရင်တကယ်ဖြစ်လာတာအဲ့ဒီအချိန်မှာကျမမလုပ်ဘူးဆိုရင်ဖြစ်လာမလားမဖြစ်လာဘူး activate မဖြစ်တော့လူသေးကိုရှင်းစေခြင်းလူတွေလိုက်ဆူတောင်းပေးမှရမှာပေါ့အဲ့ဒါမဆူတောင်းပေးဘဲနဲ့ငါမှဘုရားခင်ပြောထားတဲ့ဘိတ်သိက်ရှိတယ်အခုအချိန်ဒီမဖြစ်လာသေးဘယ်ဖြစ်မလဲကိုမလုံမှမလုံတာယုံကြည်ခြင်းခြေလမ်းမှမလန်းတာဟိုသိအားဖြင့်မကျမ်းမာသောသူတွေကျမ်းမာစေမယ်ဘုရားခင်ကလက်တင်ဆူတောင်းခိုင်းနေဆိုပါစို့သင်ကအဲ့ဒါကိုမကျမ်းမာသောသူကိုတွေ့ရင်ပတ်ရှောင်နေယောဂကူးမှဆိုလို့ပတ်ရှောင်နေဘယ်လိုလုပ်ကျမ်းမာတော့မလဲအဲ့ဘက်လူကကျမ်းမာခြင်းတကောကိုယ့်ရဲ့အထဲထဲကနေဘယ်လိုလုပ်စီးထွက်မလဲအာမင်အဲ့တော့ဘာလုပ်ရမလဲဆိုတော့ကိုယ့်အနေနဲ့စတင်ပြီးတော့ဖခင်ကိုယ့်အပေါ်မှာသွန်းလောင်းလာပြီဆိုရင် activate ဖြစ်ဖို့အတွက် you got to move your leg a little bit amen you got to stretch out your arms a little bit အဲ့တော့တဖြည်းဖြည်းလှုပ်ရင်နဲ့ဘာဖြစ်လာမလဲဆိုတော့အဲ့ဒီဖခင်သခင်ရဲ့သွန်းလောင်းထားတဲ့ဗိတ်သိက်နဲ့တကိုးတော်ကထင်ရှားလာအောင်အာမင်အများကြီးပဲအဲ့လိုအဖြစ်အပျက်တွေရှိသေးတယ်အခုနလိုနော်ဟိုအသက်15မိနစ်လုံးဝမရှူတော့တဲ့အမျိုးသမီးတွေမကဘဲနဲ့တခြားဟာတွေလည်းရှိသေးတယ်အဲ့ဒါလေးနည်းနည်းပြောပြမယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်မစင်ကာပူမှာတော့ဖြစ်တယ်စင်ကာပူမှာတော့ကျွန်မအမှုတော်ဆောင်တဲ့အခါမှာ domestic worker တွေကဖျားကြောင်လာတော့အိမ်ရှင်တွေနဲ့ပါလာတော့ကျွန်မကမြန်မာမိန်းကလေးဆိုကျွန်မကြည့်ပြီးတယ်လေဒါနဲ့အဲ့မျိုးသမီးအသက်40ကျော်ပြီကျွန်မအဲ့တုန်းအသက်23နှစ်ပဲရှိသေးတယ်ဒါနဲ့ तू ကကျွန်မကိုတွေ့လို့ရှိရင်အမြဲတမ်းအမလို့ခေါ်တယ်အသက်40သမားနော်40ကျော်ကကျွန်မကိုအမလို့ခေါ်ရလဲနည်းနည်းလေးတော့စိတ်တော့မကောင်းဘူးနော်ဒါပေမဲ့လည်းမကိစ္စပါဘူးနော်ဒါတနေ့ကျတော့ तू ကဘာဖြစ်လဲဆိုလေဘင်းကြီးယောဂဖြစ်တာဒီလေဘင်းကအကြီးကြီးပဲခွဲစိတ်ရမှာပေါ့နော်ဒါနဲ့သူ့ကိုဆရာဝန်ကခွဲစိတ်ဖို့ရန်အတွက်ပြင်ဆင်လိုက်တဲ့အခါမှာကျွန်မကိုဆူတောင်းခိုင်းတယ်ဆရာမကျွန်မကိုဆူတောင်းပေးပါတဲ့ဟုတ်ပြီဆူတောင်းပေးမယ်ခွဲစိတ်ဖို့ရန်အတွက်ကျွန်မမဆူတောင်းပေးဘူးဘုရားသခင်ပေးပြောင်းနိုင်တယ်ဆိုတော့အရာရှိရတဲ့အတွက်ကြောင့်မလို့ဘုရားပေးပြောင်းဖွင့်တယ်ကျွန်မဆူတောင်းပေးမယ်ဒါနဲ့ကျွန်မစတင်ပြီးတော့ဆူတောင်းနေတဲ့အချိန်မှာပဲအဲ့လေဘင်းကတိတိတတ်တာပြားသွားတယ်ဒါနဲ့နောက်တစ်ပတ်ကျတော့ဆေးရုံချင်းတဲ့အခါရောက်တော့ဆေးရုံဆရာနဲ့ပြန်ပြတဲ့အခါမှာခွဲကြမလို့တော့ဘူးလေနေ့လေဘင်းကဘလို့ဖြစ်လို့ပြန်ပိန်သွားတာလဲတဲ့အဲ့
အဲ့အမျိုးသမီးပဲနောက်တစ်ခေါက်ကျတော့ဘာဖြစ်ပြန်လဲဆိုတော့သူ့ကြောကုန်းမှာအကြီးကြီးပဲအနပုကြီးအနစိမ့်မကအောင်တော်တော်ကြီးတဲ့အနာကြီးရှိတယ်ခွဲရမှာဒါနဲ့ तू ကဘာလာပြောလဲဆိုတော့ဆရာမအရင်တော့မန်းပေးတယ်လို့မန်းပေးပါလားတဲ့သူတို့ကကြတော့ဆွတောင်းပေးတယ်လို့ तू ကဟိုရင်အဲ့လိုမျိုးပျောက်သွားရင်မန်းတဲ့အဆင့်ရောက်သွားပြီလေသူတို့အဲ့လိုပဲစဉ်းစားတော့တာဒါနဲ့မန်းပေးပါလားကျမမန်းတာမဟုတ်ဘူးကျမဘာမှမလုပ် Audio Jungle